အတ္တတိတိမှာဘလို့ဖြစ်ဖြတ်ရှင်ပို့ဆောင်ပေးလာတယ်ဒီချိန်ဒီတိုင်းမှာတွေ့ဆုံဝင်ရတယ်အခုပဲကျွန်တော်ပြောပြချင်တယ်အချိန်တိုင်းမှာဒီဘုရားနဲ့မြေတော်ဝမ်းမြောက်နေအောင်တင်းရဲ့လုံးသားပြင်ဆင်ထားပါအကြောင်းလဲဆိုတော့အခြေအနေတွေပြောင်းပြားစွာကတင်းရဲ့တက်တာစိတ်သက်ကြစိတ်ပြောင်းဝမ်းနေအောင်အချိန်တွေကိုဒီဝမ်းမြောက်ခြင်းနဲ့အချိန်ကျော်လို့တို့မှာဝမ်းမြောက်ခြင်းနဲ့ပဲအချိန်ကြီးကျော်သွားမှာစာရကမကြိုက်ကြိုက်ဆိုတဲ့ရှိတဲ့အချိန်မှာဝမ်းမြောက်ခြင်းဆိုတဲ့ဆုံးဖြတ်ချက်နဲ့ချိန်ဆိုင်နေကိုပေါ့ဒီအချိန်တွေပေါ်မှာစိုးရိမ်စရာအကြောင်းရှိပေမဲ့ငါမစိုးရိမ်ဘူးလို့ဆုံးဖြတ်ချက်ချတတ်တော်သူဖြစ်ဖို့လို့ငါဘာကြောင့်စိုးရိမ်ရမှာလဲငါပေါ်မှာဘုရားကြီးရှိအချိန်ကတော့ငါဘုရားကအလုံးလုံးပါပဲဆိုရဲဘုရားပေါ်မှာစိတ်ချတတ်တဲ့အတ္တဖြစ်ဖို့အင်မတန်ရေးကြီးတယ်ဆိုတော့ဒါလေးကိုတော့ကျွန်တော်ရောက်ရှိတယ်ကျွန်တော်ပြောပြချင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခိတ္တခဏအသက်ရှင်စီခဏလေးပါကျွန်တော်လောကမှာအခုခေတ်အပေါ်ဆိုတဲ့နေမြင်ရပြောင်းရှင်ကာလစကားတွေပြောပြနေတော့နောက်တစ်နေ့ကျတော့သွားပြီးဆရာကြီးဆိုတဲ့ပွဲတွေအများကြီးရှိတယ်ဆိုတော့စေယုံမှာတက်နေတဲ့သူကမသိဘူးစေယုံသွားကြည့်တဲ့သူကသိသွားတယ်ဒါလိုမျိုးတဲ့အချိန်ကာလတွေဖြစ်နေတဲ့အချိန်မှာကျွန်တော်သတိထားမရအချိန်တိုင်းမှာတည်ရတတ်တာဝမ်းမြောက်ခြင်းနဲ့ကြော်ပြသွားလို့ရည်ကြီးတယ်အချိန်တိုင်းမှာဝမ်းမြောက်နေပြီးတော့ကတည်ရတတ်တာမှာရည်ကြီးဆုံးလားစိတ်မှတော့ဝမ်းမြောက်ခြင်းကမှမရှိဘူးလားအချိန်တွေပေါ်မှာမရှိဘူးကဲတင်ခြင်းမှမရှိဘူးအောက်ပြောလာတယ်လားရတဲ့ခင်ပေးတဲ့ကဲတင်ခြင်းကိုစဉ်းစားတယ်ငါတည်ငါကောင်းတဲ့ကိုသွားမယ်လို့ပဲငါခုဘုံလေးလေးချက်တည်ငါတော့မကောင်းတဲ့ကိုပဲငါစိတ်ချတယ်ခရစ်တော်ငါတို့ပြုပေးခဲ့တဲ့အရာကယေရှုတင်စရာကောင်းလိုက်တာတော့ဆိုတဲ့အချိန်တိုင်းမှာဘုရားခင်ပြုပေးခဲ့တဲ့ယေရှုတော်နဲ့ဘုရားပြုပေးခဲ့တဲ့ကယ်တင်ခြင်းပေါ်မှာဝမ်းမြောက်တဲ့အတ္တမရှိခရစ်ရဲ့အတ္တပါလိမ့်မယ်မရှိတော့ဒီများနဲ့ဘာမှထူးခြားတာခရစ်ရဲ့အတ္တရဲ့ထူးခြားချက်ကတေခြင်းတရားကိုစဉ်းစားလိုက်မှာတေခြင်းတရားကသူ့ကိုဖြစ်စေတယ်ဝမ်းမြောက်စေတယ်ကျွန်တော်အတွက်တော့တေခြင်းတရားကကျွန်တော် motivate လုပ်တယ်လောကသားတွေအတွက်ကတော့တေခြင်းတရားကသူတို့မစဉ်းစားဘူးတခုခုပြောလိုက်ဟဲ့ဖလွဲပါရဲ့ဖဲပါရဲ့ဟိုပါပါရဲ့ညာပါရဲ့ဆိုမရောက်လာတာဒါလည်းတည်းရောက်လာမှာပဲလေဆိုတော့အဲ့ဒီပုံစံကြည့်ရတယ်တေတော့မဲ့ရုပ်ဆိုဖလွဲပါလူကတရားမှာပဲဒါပေမဲ့တေခြင်းအကြောင်းပြောရင်ဖလွဲပါလွဲပါရဲ့ဖဲပါလို့ပြောရင်လည်းတေခြင်းတရားစီသွားနေကြတာပဲမဟုတ်ဘူးလားအားလုံးဆိုတော့အခုမတည်ဘူးပေါ့နော်နောက်မှအေးစေးတည်မယ်ပေါ့ဆိုပြောချင်တာကိုတည်ခြင်းကိုပိုင်လာပြောပိုင်တယ်ဆိုတော့အချိန်တိုင်းမှာကျွန်တော်ဝမ်းမြောက်နေဖို့အရေးကြီးတယ်ဒါကိုကျွန်တော်ခွန်အားပေးချင်တယ်ဒီကောင်မှလည်းအချိန်တိုင်းမှာဘုရားနဲ့ဝမ်းမြောက်တတ်ဖို့တည်ပါအချိန်တိုင်းမှာဝမ်းမြောက်ချင်တာတစ်ခုပဲရှိတယ်သခင်ဘုရားနဲ့ဝမ်းမြောက်ပါလို့ပြောလာတဲ့အခါမှာသခင်ဘုရားနဲ့ပါဝမ်းမြောက်ပါသခင်ဘုရားနဲ့ဝမ်းမြောက်ပါလို့ပြောတဲ့အခါမှာဘာဝမ်းမြောက်ပါသခင်ဘုရားပြင်ဆင်ပေးခဲ့တဲ့ကဲတင်ခြင်းအပေါ်ပါပဲဝမ်းမြောက်တယ်ကျန်တဲ့နေရာမှာဝမ်းမြောက်စရာမရှိဘူးစာရဘုတဲ့အောင်မြင်ခြင်းတခုပဲအရေးကြီးဆုံးအခြေအနေအပေါ်မှာဘုရားကိုကိုးကွယ်တယ်ကိုးကွယ်ထိုက်တဲ့ဘုရားမလို့ကိုးကွယ်တဲ့တတ်တာဖြစ်ရမယ်ကျမ်းမှာလည်းဘုရားကိုကိုးကွယ်မကျမ်းမှာလည်းဘုရားကိုကိုးကွယ်အစဉ်ပြေလည်းကိုးကွယ်အစင်မပြေတဲ့ကိုယ်ကွယ်ကိုယ်ကွယ်ထိုက်လို့ငါကိုယ်ကွယ်တာဒီဘုရားကိုယ်ကွယ်ထိုက်တဲ့ဘုရားကြီးကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားကြီးငါကိုယ်ကွယ်ရတာတန်နေပြီလောကမှာတကယ်ပညာတတ်တဲ့သူတွေဖြစ်ပေမဲ့လောကမှာပညာတတ်တာပညာမရှိကြတဲ့သူတွေအများကြီးရှိတယ်ဆိုတော့ဝမ်းနည်းစရာအကြောင်းမရှိသူများလောက်ပညာမရှိလို့သူများလောက်ပညာမတတ်လို့ဝမ်းမနေနဲ့
ညာတတ်တဲ့ပညာရှိဆိုတာရန်ကွာတယ်အခွင့်အရေးရလို့အင်္ဂလာမှာသွားပြီးကျောင်းတက်ခွင့်ရရင်အဲ့ဒါပညာတတ်အခွင့်အရေးရလို့တက်မြောက်လာတာဒါပေမဲ့အခွင့်အရေးမရလို့ကျောင်းမတက်ရတာညာလည်းပဲဖျားကိုတကယ်ရသွားတဲ့လူကပညာရှိဖြစ်လာတယ်ဆိုတော့အဲ့ဒီအပေါ်မှာဝမ်းနည်းဖို့အကြောင်းရှိအရေးကြီးတာကျွန်တော်ဝမ်းမြောက်မှာဖျားကိုသိရတဲ့အပေါ်မှာဝမ်းမြောက်တတ်ဖို့အတားအရေးကြီးတယ်ရှင်းပြောပြမယ်ညီကောင်မောင်တို့ကျွန်တော်ဒါတကယ်ဖျားကိုမရခဲ့ဘူးဆိုရင်ဖျားနဲ့တာကျွန်တော်ထိတွေ့ရင်းနှီးမှုမရှိခဲ့ဘူးဆိုရင်ဖျားကကျွန်တော်ရွေးကောက်ဘူးဆိုရင်ကျွန်တော်ကဖျားနဲ့တိကြွရတဲ့အခွင့်ကိုမရဘူးဆိုရင်ကျွန်တော်ဘယ်လူလဲမပါလူတော်တိုးလို့မရတဲ့လူစားဘာကြောင့်လဲကျွန်တော်ရိုင်းနေတယ်ဘာလို့ရိုင်းလဲအဖေကအစိုးရတည်သွားတယ်အမေကအလုပ်ပြုတ်သွားတယ်မျိုးလေးစီမနေရတယ်အနေခံရတယ်သူများအစားပေါက်တော့စားနေတဲ့အချိန်မှာကျွန်တော်တညက်တခဲနဲ့အနောက်သူများစားနေတဲ့စပွဲဝိုင်းအပေါ်ကအနောက်ရှူပြီးကျွန်တော်တညက်တခဲနဲ့တမင်ကုန်စားခဲ့တယ်ဆိုတော့အထဲမှာများစွာသောနာကျင်မှုတွေခါတိမှုတွေဒေါသတွေနဲ့ပြည့်တတ်နေခဲ့တဲ့ဘဝကတဖြည်းဖြည်းနဲ့လမ်းအပြင်ရောက်တော့လူတယောက်ကကျွန်တော်ကြည့်လိုက်တာနဲ့ကျွန်တော်ထင်သေးလို့ကြည့်တယ်လို့ကျွန်တော်ထင်သွားတယ်ကျွန်တော်နှိမ့်တယ်လို့ထင်သွားတယ်ကျွန်တော်ဒီကောင်ကဘာမျက်လုံးနဲ့ကြည့်တာလဲဆိုတဲ့ပုံစံမျိုးသူ့ဘာသာသူကြည့်ချင်တဲ့ပုံစံနဲ့သူကြည့်လိုက်မယ်သူ့ဘာသာသူစိတ်ထဲမှာဘာမှမရှိလည်းပဲဒီတိုင်းလေးပဲတစ်ချက်လေးကြည့်လာလေးလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုငါ့ကိုဘာလို့ကြည့်ရလဲဆိုပြီးတော့ရန်သွားရှာတယ်ထိုးတယ်တတ်တယ်ကိုနာလာပြဿနာမရှိဘူးအထဲမှာနာနေတဲ့အရာကမျက်နှာကိုလာပြီးလက်သီးနဲ့ထိုးတာဒါပိုနာတယ်ဘဝအလောက်နာကြည့်လာတယ်ကျွန်တော်ရဲ့တရားဟောဖို့မှာလူမိုက်အများကြီးပြောင်းလဲတယ်ဆိုတော့မထူးဆန်းကျွန်တော်ကောင်းနားလည်းပေးတယ်သူတို့တွေကောင်းနားလည်းပေးဒီထဲမှာနာနေတဲ့အရာအပြင်မှာနာတဲ့အရာကိုတာလေးပဲနားတယ်ပြီးစည်းမှုတွေများလာတယ်ဆိုတော့အဲ့ဒီတရားနေရိုင်းဆိုင်သွားတာဘယ်အတိုင်းဝိုင်းကမှကျွန်တော်လက်ခံမရတော့ပြောချင်တာကိုယ်တမင်ခေါ်ပေးကျွေးတယ်တကယ်ချင်းတယောက်စကားနဲ့မှားတာနဲ့ထားထိုးတယ်သူများပွဲရကိုကြောင့်ပြတ်သွားတယ်သူများပွဲမှာသွားတော့ဒါကြောင့်အဖြစ်သွားလဲဒီကောင်ပွဲမခေါ်နဲ့ပွဲပြတ်တယ်ပေါ့ဖျားကြောင်လည်းမရှောင်ဘူးညာဖြစ်တယ်ပွဲပြတ်သွားဆိုပြောချင်တာဘာလို့လဲတဲ့လဲအော်ဒီကောင်ကြီးကပညာမှမရှိတာကွာဒီကောင်ကြီးကလူတွေကဘာလဲဆိုတော့အတန်းပညာမရှိတာလေပညာမရှိလို့တတ်မှလိုက်တယ်ခွေးရမရတာပေါ့နော်ခွေးရမရဆိုတော့လေခွေးရမရကိုပဲလုပ်တာပါဆိုတော့ခွေးရမရလဲခွေးရမရပဲကြောင်းဆိုတော့လောကဒီလူသားတွေရှင်လိုက်လောကမှာပဲကြည့်အစင်တန်းနေကြည့်လားအရေးချင်းနေကြည့်လားဒါပေမဲ့ပထမကြီးကမောင်မှာတေဘလောက်ပဲပညာတွေတင်ပြီးတော့တက်မြောက်ပါစေတေအထဲမှာဘုရားထည့်ထားပြီးတဲ့အရာဘာလဲဆိုတော့တေမသိတေသူများတေတလောက်လည်းပဲတေရတက်နေတာတေရပညာရှိလို့ပြောလို့မရပညာရှိဆိုတာကိုယ့်အထဲမှာဘုရားထည့်ထားပြီးတဲ့အရာကိုထုတ်ပေါ်တတ်တဲ့လူကမှပညာရှိဒါဆိုရင် Thomas Alva Edison သူ့ရဲ့ပညာရည်ချင်းဘယ်လောက်၄တန်းဒါပေမဲ့သူမိတီထွေးနိုင်ခဲ့တယ်ဒါဆိုသူကပညာတက်လာပညာရှိဆိုသူကနေမှ၄တန်းကျောင်းသားသူများကိုပြန်သင်ပေးတဲ့ theory ဆိုသူဆရာကပြန်တက်တဲ့လူကဘာဖြစ်သွားလဲရတယ်ဆိုမှထားကြည့်ပေါ်မှာတော့ပညာတက်တယ်ဆိုတာသူများဆရာသိယူပညာတက်ဖြစ်တယ်ပညာရှိဆိုတာကကိုယ်အထဲမှာဘုရားထည့်ထားပေးတဲ့အရာကိုရှာဖွေတက်ပြီးတော့ကိုယ့်အထဲမှာဘုရားထည့်ထားပေးတဲ့အရာကိုပွားများအောင်လုပ်နိုင်တဲ့ပညာရှိဖြစ်တယ်ဘုရားသခင်အသင်ကို copy မဖြစ်စေချင်ဘုရားသခင်အသင်ကို original ဖြစ်စေချင်ဥမာကျွန်တော်ပြဒီညီငယ်လေးညီလေးနဲ့ဘယ်လိုခေါ်လဲညီလေးဘယ်လိုခေါ်ကျက်ဖို့ဂျီမိုဆိုတော့ဂျီမိုမိုးဆိုတော့ရိမိုးလည်းရှိတော့ဆိုတော့ဂျီမိုကြောက်လို့ပါခွေးတယ်ပါလေဂျီမိုဆိုဂျီမိုကသူကအချက်ဆိုတယ်ယေရှုကြောင့်လားဆိုသူများဆိုတာကောင်းပါလေတ
သူက original ဆိုတော့ original ပဲကျွန်တော်တယောက်စော်ကားတာမဟုတ်ကိုရှောင်းဆိုတော့ကောင်းပြောတော့ဒါပေမဲ့သူဆိုတာကျွန်တော်ကိုရတာရှိတယ်လို့ကျွန်တော်တော်လေဟုတ်တယ်သူ original ဆိုတာလေသူကဘလောက်ကောင်းဆိုသူ original Michael Jackson လို့မျိုးပုံတူလေလိုက်ကားတဲ့ကောင်ဒီပွဲပြန်လုပ်တယ် Michael Jackson တော့ဆောင်းတယ် Michael Jackson လို့ပေါင်းပြီးအင်ဂျီဝဲလို့ Michael Jackson လို့ပုံစံညနာဘက်ကဒီလူတော့ Michael Jackson လို့ပုံစံတော့အားလုံးကြည့်လိုက် Michael Jackson ပဲအဲ့ဒီ Michael Jackson style ပဲပြိုင်တယ်လို့Michael Jackson အစစ်ပဲပြိုင်တယ်သူမှမသိနိုင်ဘူး Michael Jackson အစစ်ကတတိယပဲရတယ်အတူပထမရတယ်ဒါပေမဲ့ Michael Jackson မသိတော့ number 1ပြန်တင်လိုက်တယ် Why သူကအော်ယူoriginally အလောက်ပဲသူများတစ်ချက်ဆိုကောင်းပါစောင်းပြီးဆိုတဲ့နတ်ဖန်ချာရင်ဘာလို့လဲစိတ်တည်းသူဆိုပါကောင်းလားဆိုသူဆိုလိုက်ကျွန်တော်ဟာထီဘသူဆိုတာလည်းမတူဘူးဘသူလည်းဆိုကောင်းတဲ့လူတွေအများကြီးမဟုတ်ဘူးရှိတယ်လေဘသူဆိုရင်အဲ့ဒီရှင်ကျွန်တော်ရေးတဲ့ကြည့်ပွဲစီဘာလို့လဲအော်လေ God want you to be more man God want you to be original that's it ဒီကိုဘုရားသခင် number 2နေရာမှာထားချင်တာမို့ number 1နေရာမှာပဲထားချင်တာ hallelujah ဘောဘီကူကိုလုံးဝစိတ်မကူးနဲ့တင်ကဒီဘသူဖြစ်ကြအောင်တင်ရပဲပြန်ပေါ်တော့သူများလာပေါ်တော့ပဲဒီလည်းမပြောဘူးမန္တလေး sorry မမလေးမလေး okay မလေးကokayဟုတ်လားမလေးမလေးကသူဖြစ်တာတိကြောင်သူ့ကိုယ်သူပဲသူပြန်ပေါ်တော့သူမလာမတော့ဘူးသူမလာမတော့ဘူးညနေပါလို့ကျော်လေး okay ကျော်လေးဦးဆိုတာကိုကျော်လေးဦးနာမည်တူချင်းတူတယ် okay ကျော်လေးဦးဒါပေမဲ့ကျော်လေးဦးနဲ့တကဘာလုံးနာမည်တူတဲ့သူရှိတော့ရှိတယ်တကဘာကဒီကဘာထဲမှာဒါပေမဲ့ကျော်လေးဦးရဲ့လက်ဝေးရတယ်ဘယ်သူမှမတူဘူးဟုတ်လားတကဘာလုံးမှာတူတဲ့သူရှိတာဒါကြောင့်ကိုက original ပဲသူများလည်းကိုကျူအောင်လုပ်လို့မရဘူးကိုကလည်းသူများလည်းကိုကတူအောင်လုပ်လို့မရဘူးကိုကလည်းသူများကိုတွတ်တူစရာအကြောင်းလည်းမရှိဘူးကိုဖို့တော့မယ်အရာရှိတယ် you are original တင်ကအထက်ကနေဆွဲထုတ်မယ်အရာတွေအများကြီးရှိတယ်မှာဒါကြောင့်တင်အတ္တမှာအမြဲတမ်းသူများကိုစမ်းစစ်တာတဲ့ကိုစမ်းစစ်မှာငါဘူးလဲဆိုစမ်းစစ်ပါပညာရှိရောက်ဖြစ်ချင်တင်ဘသူလဲဆိုတာတင်ကိုတင်စမ်းစစ်ပါသူများကိုလိုက်လို့မစမ်းစစ်နဲ့ဟိုလူကဘလို့ဒီလူကဘလို့နေဟိုเจ้าကြားပြီလားဒီเจ้าကြားပြီလားဟိုလူကအော်ငါမပြောချင်ပါဘူး no အဲ့ဒါလေးခဏထားအဲ့ဒါဘာပညာမှမတိုးတင်ပညာတိုးချင်ကိုဘသူလဲအဲ့ဒါပေါ်တော့အဲ့ဒါရေးကြည့်တယ်ဒီကောင်မလို့ရေးကြည့် no
ကိုသူဘာပဲပြောသူရဲ့ trademark ကိုသူရောက်ကြည့်တာဒါလည်း ding 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 ဆိုတဲ့ဘာလို့နော်ကလေးတွေကိုကြည့်လာကစားတဲ့ကလေးတွေကိုဘုံမှာတော့ ding 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 ဆိုနော်မသိတော့သူရဲ့ trainer ပြီးတော့လောလေနဖျားကိုကမဲဘာပြောချင်တာလဲသူဟောင်းသူပေါ်ထုတ်နေတာဘောပေါ်လာမယ်သူရင်ငါဘာလုပ်လဲငါဒါနော်ချင်းအများကြီးပဲနော်တွေအများကြီးမရှိလားတော့ကချင်ထဲမှာနော်ဆိုရိုက်တတ်လို့မဟုတ်ဘူးနော်ကြီးပဲနော်ဟာနော်အများကြီးရှိပဲဒီနော်ကတော့မတူဘူးဘာလို့လဲအော်ပဲအလုံးညာဘုံအလုံးနဲ့တဲ့အားလည်းသူအဲ့သူရဲ့အိမ်မက်မှာသူပါတာသူအိမ်မက်ထဲမှာသူသွားနေတာတော်စကားပြောလာတာပြောင်းလဲလာပြောင်းလဲဘူးလားစကားပြောဘူးလိုက်တယ်ဘာတလုံးထွက်မယ်ဘုံတော့ပြောတော့ဆိုအဲ့ဒီပြောချင်တာတင်မတူလဲဆိုတဲ့ပေါ်ထုတ်ပါသူများတို့ပညာမတတ်တဲ့ဘွာအင်္ဂလိပ်မှာတော့ဘွာဘွဲမယူရတဲ့ဘွာစိတ်နဲ့မကြဘူးအမေရိကန်မှာသွားတယ်မှာစိတ်နဲ့မကြဘူးဟိုရှိတဲ့နေမှာကိုမမျိုးတတ်ပါစေကိုရှိတဲ့ရှိတယ်မှာငါဖြစ်ချင်းပေါ်မှာငါကျင့်တတ်ပြီးတာရေးကြည့်တယ်တင်ယခုလက်ရှိနေတဲ့အခြေအနေအပေါ်မှာတင်ဝမ်းမြောက်တတ်တာတင်နောက် level တစ်ခုမရဆွဲတယ်ကျွန်တော်ပြောတင်လက်ရှိနေတဲ့အခြေအနေမှာတင်ဝမ်းမမြောက်နိုင်ဘုရားတင် level တစ်ခုဆွဲတယ်လို့မရဟုတ်လားဆွဲတယ်လို့မရတင်ကိုလက်ရှိအခြေအနေမှာတင်ကြီးစုကိုချီးမွမ်းတယ်အရင်ကြီးရေတော့မရှိတဲ့အရာတွေတော့ဝမ်းမနေနဲ့ကြောပြောပြတာရှိတဲ့အရာတော့ဝမ်းမြောက်တတ်ပါစေဟမ်ကိုယောက်ျားတော့စိတ်ဆင်းရဲနေမိမလေယောက်ျားမရှိလို့အထီးကျန်နေတဲ့မျိုးသမီးကိုကြည်လိုက်ရင်ကျေးဇူးချီးမွမ်းနိုင်ပါလေကလေးရှိလို့စိတ်ဆင်းရဲနေသူတွေစိုးချင်လို့စိုးပါစေကလေးတော့စိတ်ဆင်းရဲနေတဲ့သူတွေစိုးချင်လို့စိုးပါစေကလေးရရင်ကျေတတ်ပြီကလေးကိုလက်ထပ်အစဲမရှိကလေးမရနိုင်တဲ့သူတွေကိုမြင်လိုက်ကိုကလေးစိုးတဲ့ပေါ်မှာကျေးဇူးတော်ပြန်ချီးမွမ်းနိုင်တယ်။အားကြောင့်လေ။အော်စိုးတော်ညာလည်းပဲကလေးကြားပါနေတဲ့တော့ပြန်ကျေးဇူးချီးမွမ်းတယ်။လှုပ်ရှားနေတဲ့တော့ကျေးဇူးချီးမွမ်းတယ်။မှမြိတ်တဲ့ပြတ်ပတ်ဆူတောင်းတဲ့ကလေးကိုဒီမရတယ်။ငါ့ကိုဘုရားကလေးပေးထားတယ်။အရာလည်းမချီးမွမ်းတယ်ဘုရားလည်းမရှိတယ်။တင်ဒီ level နဲ့တက်ချင်တာတခုပဲ။ရှိနေတဲ့အခြေအနေပေါ်မှာတင်ကျေးဇူးချီးမွမ်းတယ်ကိုကြိုးစားပါ Count your blessing
တင်ခံစားနေရတဲ့နေရာထဲကနေဖျားကိုကြည့်လို့ချီးမွမ်းတတ်ဖို့တင်ပြန်လေရတော့ပါဒုတိယချက်လေးရစီတယ်မှာတင်ဖော်ထုတ်ပါတင်သူလဲဆိုတာတင်လုံးဝသူများကိုတော့အာယုံဆိုင်နေစီတယ်โอเคကျွန်တော်ပြပြမယ်တိတ်ကိုတင်ဘသူလဲဆိုတာတင်မြင်ချင်းလေရတဲ့လူမြင်နေအောင်ကြိုးစားပါကျွန်တော်ကမရှင်းချက်ချင်းပြန်ပြီးတော့တိတ်ကိုတင်ဘသူလဲဆိုတာတိတ်ကိုအရင်ဆုံးတိတ်ကိုတင်အမြင်မရှင်းဆိုတာဘာကြောင့်လဲတင်ဖျားမြင်တဲ့အမြင်မရှင်းဘူးတင်ဖျားမြင်တဲ့အမြင်ရှင်းသွားရင်တိတ်ကိုတင်မြင်တဲ့အမြင်ရှင်းသွားတယ်တိတ်ကိုတင်မြင်တဲ့အမြင်ရှင်းသွားရင်သူများပေါ်မှာမြင်တဲ့အမြင်လည်းရှင်းသွားတယ်အရေးကြီးတင်ဖျားကိုမြင်နေတဲ့အမြင်ကမရှင်းမချင်းတင်ဖျားဘလို့ဖျားမျိုးနဲ့တင်မသိမချင်းတင်နဲ့ဖျားနဲ့ဆက်နွယ်မှုကိုတင်မရှင်းမချင်းတင်ကိုတင်မရှင်းနိုင်ပြောချင်တာကတင်နဲ့ဖျားနဲ့အဆက်အသွယ်မရှိထားရင်ဘလို့ရှင်းလေဖျားမရှိတာမဟုတ်ဘူးဖျားလည်းရှိတယ်တင်โอเคတင်ရလဲဖျားနဲ့အဆက်အသွယ်ပြုလို့ရတဲ့အတ္တတာဖြစ်တယ်ဆိုတော့လည်းတင်ဒါပေမဲ့ connection မရသေးတဲ့အချိန်ရှိဥမာ radio တစ်လုံးရှိဒီမှာအတန်လိုင်းတွေမရှိဘူးလားဒီမှာအတန်လိုင်းတွေမရှိဘူးလား AM နဲ့ FM တွေဒီမှာဒီခန်းထဲမှာမရှိနိုင်ဘူးလားအပြည့်ရှိတယ်ဒါပေမဲ့အဲ့ဒီအတန်လိုင်းတွေရှိနေချောင်းကိုသိနိုင်ဖို့ရအတွက် radio ထိုင်နဲ့မရ radio ဘာလို့ရလဲ power on ကတယ်ဆိုတော့တင်းရဲ့တက်တာမှာဘုရားသခင်ရဲ့ဓာတ်တင်းနဲ့လာတော့မိတ်ဆက်ခြင်းတယ်ဆိုတော့ဘုရားနဲ့တင်းနဲ့မိတ်တာဖြစ်သွားတင်းကရှင်းသွားတဲ့အတန်ဖြစ်လာတယ်ဆိုတော့ဘာလို့ရလဲဆိုတော့တင်းက on လို့ရတယ် on နဲ့ဆိုပါတဲ့တင်းကြီးကို on မှာတော့တင်းရဲ့တက်တာမှာစတင်ပြီးတော့ဘုရားနဲ့မိတ္တာအဖွဲ့ကိုဘုရားကိုရှာခြင်းနဲ့နှလုံးသားရှိဖို့လိုတယ်ကိုမညာနဲ့ဒီကိုမောင်မတော့ဘုရားကိုတကယ်တွေးချင်မညာနဲ့ငါခရစ်ယာန်ပြောက်ပဲဒီဘုရားတော့ငါ့ကိုကဲမှာပါတင်တော့ငါကောင်းတယ်ကရောက်မှာပါမှာပါဆိုတဲ့အစစ်မှတင်လုံးဝမနေနဲ့မှာပါဆိုတဲ့အစစ်မှတင်လုံးဝမနေနဲ့တင်ဘုရားကိုလုံးဝနှစ်ဖူးတွေ့ဒူးတွေ့မတွေ့မချင်းခမဘုရားကိုလေဘယ်လိုရှားမသိလားရေဒီယိုကအတန်လိုင်းကိုရှာတကယ်တော့တင်းရဲ့ဝိညာဉ်ကဘုရားကိုရှာတင်းရဲ့ဝိညာဉ်ကနေဘုရားကိုတန်းတာတင်းဝိညာဉ်ကနေဘုရားကိုခေါ်ပါပြင်းပြတော့စိတ်လုံးရှိပါအဲ့ဒီရေဒီယိုကလောက်တဲ့အခါမှာ तू ကကိုလိုချင်တဲ့အတန်လိုင်းကိုမရမချင်းပါဖြစ်ရအတန်လိုင်းတွေဝင်လာလိမ့်မယ်စတင်တော့ဘုရားကိုကိုယ်ွယ်ကိုနာဝိညာဉ်နဲ့ဘုရားနဲ့တိုးဝင်တဲ့အခါမှာနာဝိညာဉ်ဆိုတာဘာလဲပြောဘုရားကိုနာဝိညာဉ်နဲ့၎င်းသစ္စာ၎င်းကိုယ်ွယ်ပါလို့ပြောတယ်ဟုတ်လားနာဝိညာဉ်ဆိုတာဘာလဲနာဝိညာဉ်ဆိုတာဘာလဲပြောဘာကြည့်နာဝိညာဉ်လို့ပြောလိုက်ဝိညာဉ်နဲ့ဘလို့ကိုယ်ွယ်မှမသိဘူးကျွန်တော်တို့ကဝိညာဉ်အားထုတ်အဲ့လိုမျိုးကိုယ်ွယ်နေလားဝိညာဉ်ကိုညှစ်ထုတ်ကိုယ်ွယ်ပါလားဘာလဲဝိညာဉ်နဲ့ကိုယ်ွယ်ဆိုတာအေးအဲ့ဒါပြောတာစိတ်နှလုံးအကျွေးမဲ့တဲ့ဘုရားကိုကိုယ်ွယ်တာစိတ်နှလုံးအကျွေးမဲ့တဲ့စိတ်နှစ်လိုက်တာဘုရားစိတ်ဘုရားနဲ့နှစ်လိုက်တာကျန်တဲ့အရာလေးစိတ်ကိုဝင်စားတော့မယ်နေရောညရောစဉ်းစားသူ့အကြောင်းပဲဖြစ်တော့တယ်နေရောညရောဆွဲလာနေတာသူ့အကြောင်းပဲဖြစ်တော့တယ်ငါသူ့ကိုအဆက်အသွယ်မရမချင်းငါလုံးဝညီဖို့စွာမနေဘူးဆိုပြီးတော့မှလုံးဝဒီကနေပြီးတော့မှဒီရေဒီယိုကနေတော့အတန်လိုင်းကိုရှာပြလို့ရှာတာအဲ့ကောင်အတန်ရိုးတန်ကြောင်ကြီးအများကြီးဝင်လာနိုင်မယ်ရေဒီယိုဝင်တဲ့ပုံစံလေးအတန်လိုင်းနဲ့ပြက်ကလားတန်ဝင်လာမယ်ဒီမဲ့နဘာပြပြုတ်ပြလာဝဲအိုင်နီဆိုအတန်နေလာမယ်လေကိုကြော်လာကိုလိုချင်တာက FM အတန်လိုင်းနေမျိုးလာကြော်လိုက်တဲ့အခါရှုပ်ရခါဒီရရောက်ရှာတယ်နေရဒီမဲ့စားလဲကိုရောဒီညကကျွန်တော်နေသွားရင်ကျွန်တော်အဖြစ်မရှိဘူးကိုရောကျွန်တော်ဖြစ်မရှိဘူးကိုရောကျွန်တော်ကိုရောပေးတော့ကိုရောအရာယူတော့ပါ
ကိုရောကျွန်တော်ပါမယ်ကျွန်တော်မသွားရအောင်ကိုရောပါမှာပါဆိုတာမှာပါဆိုတဲ့ဟိုကိုအတင်းဟိုနှစ်သိမ့်နေတဲ့အထဲမှာကျွန်တော်မပါချင်တော့ကိုရောကိုကျွန်တော်ရတယ်ဆိုတဲ့အာမခံချက်ဒီထက်ကနေကျွန်တော်သိချင်တယ်ဒီထက်ကနေရချင်တယ်သူများပြန်ပြောပြနိုင်တဲ့အဲ့ဒီချမှာအလားအားရပါရပြန်ပြောပြနိုင်တယ်ကိုမသိတဲ့အရာကြီးကိုကစောင်းဖတ်ပြီးပြောရင်ဘာပဲရတယ်သူများ information ပဲပေးနိုင်တယ် information ပဲရတယ်ကွာဘာဖြစ်လဲဘုံတော့တယ်ပဲရောက်တယ် revelation ရှိတဲ့သူမှာ transformation ဖြစ်တယ် revelation ဒီထက်ကနေပြီးတော့ဖွင့်ပြခြင်းကိုရဖယားကိုယ်ရဲ့ဖွင့်ပြခြင်းကိုရကိုရောကျွန်တော်စံတဲ့ကျွန်တော်တရားမီဒီယာရေဒီယိုကျူးလို့တယ် God ဆိုတဲ့ line နဲ့ကျွန်တော် live ပဲလုပ်တယ်ညီတယ်စံတဲ့အဲ့ဒါကျွန်တော်မရပဲ1996အခါလေးတစ်ခါမှကျွန်တော်ထားဆရာမုံထောင်လို့အဲ့တော့1996မှာဆရာမုံထောင်လို့တင်းတော်ကနေထုတ်တဲ့ခွေတစ်ခွေရှိတယ်အဲ့ခွေကချွတ်ရရတယ်လေမြေမုံထဲမှာချင်းမြောက်တော်မူ၍ရောက်လားအေးချင်းမှာတဲ့မြောက်စီမီယေရှုတော်နေကယူနာတော်သည်ကျွန်တော်တို့လုံလောက်ဒီအဲ့တော့နားတော်နေလေဘာမှမသိဘူးဗျာကျွန်တော်ပြေးပေါ့ကြာကိုရောကျွန်တော်ချစ်တယ်ဆိုတော့ကျွန်တော်မစားနိုင်ခံစားကိုရောကျွန်တော်ချစ်တယ်ဆိုတာကျွန်တော်ကိုရောကျေးဇူးတင်တယ်ကိုရောကျွန်တော်ချစ်တယ်ဆိုကျေးဇူးတင်အဲ့လောက်လေးကနေစတင်ပြီးကိုတည်တဲ့လောက်လေးနဲ့မရဘူးကိုယ်လာဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒါလေးပဲရေရှည်ကျွန်တော်စစ်မှန်တော့ညီတဲ့ချင်းမရလာမြောက်အဆောဖယားရဲ့မျက်မှောက်တော့မရမချင်းတဲ့လကားပဲဖယားမျက်မှောက်တော့ဆိုအရင်ကြီးဒီဘဝမှာဖယားမျက်မှောက်တော့ဒီကိတိကာလာလူတွေအားလုံးကျန်းစာတော်များသိနေပြီအချက်တွေတော်များသိနေပြီဒါပေမဲ့ပြဿနာကဖယားနဲ့တွေ့မတွေ့ဘူးဖယားတွေ့ခံတယ်တိတ်တွေ့ခံတယ်ဖယားတိတ်တွေ့ခံတယ်ဖယားစကားပြောလားဒီမှာကျွန်တော်ပြောမယ်အာဗြဟံကိုစကားပြောတယ်ဖယားတင်းနဲ့စကားပြောချင်တယ်ဣဇက်ကိုစကားပြောတယ်ဖယားတင်းနဲ့စကားပြောချင်တယ်ယာကုပ်ကိုစကားပြောတယ်ဖယားတင်းနဲ့စကားပြောချင်တယ်ဒါဝိဒ်ကိုစကားပြောတယ်ဖယားတင်းနဲ့စကားပြောချင်တယ်ဖယားသခင်ကလူတိုင်းကိုစကားပြောချင်တယ်ဖယားရှိဖြစ်တယ်အရေးကြီးတာကျွန်တော်ဘယ်လောက်ထိဖယားတတ်သူစာမတ်ဆိုတော့ဝင်လဲကျွန်တော်ဖယားကိုရချင်တဲ့အခါမှာ21ရက်ကျွန်တော်အစာရှောင်တယ်ဖယားရဲ့တကူတော်ကိုရတာနဲ့ဖယားရဲ့မျက်မှောက်တော်ကိုရတာမတူဘူးโอเคကျွန်တော်ပြောပြမယ်မောရှေတောင်ပေါ်မှာတိုးချောင်းကိုတွားရင်းနဲ့ခြုံဘုတ်ကမီးလောင်နေတယ်ဒါမဲ့မကျွမ်းသွားဘူးမီးလောင်နေဆိုတော့ရိုးတတ်ပြီးပေါ့အစ်စေကိုမကြည့်နဲ့ခြုံဘုတ်ကမီးလောင်နေတယ်မကျွမ်းတော့သူအံ့ဩတယ်အဲ့ဒါပါမီးတယ်ထာဝရဘုရားရဲ့မီးတင်းရဲ့တတ်တာထဲမှာထာဝရဘုရားရဲ့မီးမလောင်ရင်လောကမီးတွေလောင်ကျွမ်းနေတယ်ထာဝရဘုရားရဲ့မီးကတင်းကိုရဲတဲ့မှာဖြစ်စေတယ်ရှေ့လာမယ့်အနာဂတ်ပြဿနာခက်ခဲအလုံးကိုရင်ဆိုင်ဖို့ခေါ်အားပေးတယ်။ကားတစ်စီးရအလုံးတက်စီထဲရဟမ်
ဘာလို့လဲဒီတောက်ကိုသူကလောင်စာမဟုတ်လားလောင်စာစီမဟုတ်လားဆိုတော့အဲ့ဒီလောင်စာစီကနေပါလေလောင်အောင်လုပ်ပေးတယ်အဲ့ဒီမီးကတွန်းပေးတယ်ဒီမှာ spark အောက်စားရှိရပါမယ် spark plug လေနော်အဲ့ဒီ spark plug တွေတော့ဘာလုပ်လဲပနဲ့ဒီကိုထုတ်ပေးတယ်အဲ့ဒီမီးရဲ့အားနဲ့ fire ဒီကောအဲ့ဒီမီးနဲ့အားနဲ့ဒီကောချဆိုတော့စီရအားကောင်းနေလေမီးအားနဲ့ကောင်းနေလေပဲဆိုတော့ဘာအရေးကြီးလဲတက်တာမီးအဲ့ဒီမီးအားသူတော့ကြည့်တော့လောကမီးမဟုတ်ဘူးတောကမီးလည်းမဟုတ်ဘူးဘာမီးဖြစ်နေတာလဲထာဝရဘုရားရဲ့မီးမှတ်ထားပါသိမှာမီးနှမီးပဲလိုအပ်တယ်တမီးကတောကမီးတမီးကဘုရားရဲ့မီးဘုရားသခင်မီးကိုတင်ပြရမယ်ရှိရင်လောကမီးရဲ့သိစီဝင်လာလိမ့်မယ်လောကမီးရဲ့တင်လောင်ကျွမ်းသွားစေတယ်ဘုရားရဲ့မီးကြတော့တင်အားပေးတယ်ရှင်းလာမယ်အနာဂတ်ကိုရင်ဆိုင်ဖို့သူကအားပေးပဲဒါကြောင့်ဝိညာဉ်တော်မီးကိုမငြိမ့်စေကြနဲ့လို့တစ်သက်ခန်းကြီးငါမှမဟောပြထားဘူးလားဟောပြထားတယ်ဝိညာဉ်တော်ရဲ့မီးကိုမငြိမ့်စေနဲ့လို့ First Thessalonians chapter 5မှာတေချာဟောပြထားတယ်ဝိညာဉ်တော်ရဲ့မီးကိုမငြိမ့်စေဆိုဝိညာဉ်တော်ရဲ့မီးကတင့်ကိုလောင်ပဲလောင်စေတယ်မကျွမ်းစေ Hallelujah အင်းလေးလို့ဆိုရင် burn out မဖြစ်စေဒါပေမဲ့တောကမီးကြတော့တင့်ကို burn out ဖြစ်သွားစေတယ်လောကမီးရတော့တင့်ကို burn out ဖြစ်သွားစေတယ်ဒီတောကမီးတွေဒုက္ခမီးတွေသိစီမလောင်ကျွမ်းခြင်းအမြဲတမ်းဖခင်ရဲ့မိရတိတ်ထဲမှာလောင်ကျွမ်းနေပါစေအာမင်ဆိုတော့ကြည့်တဲ့အခါမှာအဲ့ဒီမိကမလောင်တော်ညာနဲ့မကျွမ်းအောင်ကြည့်တော့တဖြည်းဖြည်းအနာကတ်သွားတယ်မှတ်ထားပါဖခင်သခင်ရဲ့တေရတတ်တာသူစီဆွဲခေါ်ရင်အမြဲတမ်းနမိတ်လက္ခဏာနဲ့ဆွဲခေါ်တတ်တယ်ဒါကြောင့်နမိတ်လက္ခဏာဆိုတာကယုံကြည်သူတွေအတွက်အဓိကမဟုတ်ဘူးမယုံကြည်သူတွေအတွက်အဓိကယုံကြည်ပြီးတော့သူကနမိတ်လက္ခဏာကိုမတောင်းရတော့ဘာကိုတောင်းရလဲဆိုတော့ကျွန်တော်ပြောပြမယ်နောက်မှာဆိုတော့သူကဖယားနဲ့အဆက်တွေရထားပြီလားမောရှိလားအဲ့ချိန်ကြီးမရသေးဘူးသူကသူတော့ဘယ်လိုခိုင်းထားလဲသူကဖယားလူမျိုးလို့ခိုင်းထားတယ်ဒါပေမဲ့ဖယားလူမျိုးလို့သူကခိုင်းထားပြီသူကဖယားနဲ့ဆက်တွေရှိလားမရှိဘူးဆိုတော့သူကဖယားဆိုတာသိအောင်ဖယားကဘာကိုပြလိုက်လဲမီးနဲ့တနည်းအားဖြင့်နမိတ်လက္ခဏာနဲ့သူ့ဆွဲခေါ်တယ်ရောက်လဲရောက်တော့ဖျားတန်ကြားတာကြားတယ်တင်းရဲ့ခြေနှင်းကိုချွတ်လို့ဤနေရာလေးတန်ရှင်းသောမြေဖြစ်တယ် This is holy ground Take off your sandal This is holy ground So ဖျားအတန်ကိုကြားတလာတဲ့အခါသူစပြီးတော့ဖျားတန်ကိုတူဝင်တယ်မလားအရင်ဆုံးဘုရားအတန်ကိုကြားတတ်ဖို့အရေးကြီးတယ်ဘယ်လိုကြားလဲကျွန်တော်ဘုရားစကားပြောတာအချင်းလေးစကားပြောတာရေမုန်တဲ့မှာချီးမြှောက်တော်မူ၍အဲ့ဒီချီးအမြဲတမ်းနားထောင်တယ်အဲ့ဒီကဆူတောင်းနေတဲ့နားထောင်မှမတူတော့ကျွန်တော်ရေရလို့ဒီတလားမှာ4ရက်5ရက်အဲ့လိုဇက်တိုင်း non stop ရေပဲတောက်ပြီးတော့ non stop အစာရှောင်လေးရှိတယ်အဲ့ဒီ4ရက်အစာရှောင်တဲ့နေ့မှာဘုရားသခင်ပေါ်ပြတဲ့အရာမြေမှုထဲကငါ့ကိုချီးမြှောက်မယ်ဆိုတော့တချင်းနားထောင်နေတာဖြစ်ပေမဲ့ဘုရားကငါ့ကိုမြေမှုထဲကချီးမြှောက်မယ်ဆိုတော့အဲ့တချင်းတဲ့နဲ့ကျွန်တော်ပါရတယ်လား confirmation ရတယ် confirm ဘုရားကလုပ်တယ်ငါမြေကိုချီးမြှောက်မယ်ဆိုတာအဲ့ဒါကသူများတင်ပေးဆောင်လို့ပဲအလိုလိုကိုတချင်းနားထောင်နေတဲ့ကိုကကြားတာမင်းကငါချီးမြှောက်လို့ပြောတာကျွန်တော်ညီကြီးပေါက်ကြားတယ်ကျွန်တော်တူလေးဘုရားမိမကရပါပြီအဲ့ဒီကောင်လေးကျွန်တော်နားမှာဟိုတို့ထိုင်သူကဟိုကျွန်တော်ကြည့်တာပေါ့နော်ဒီကောင်ဘာဖြစ်တာလဲဆိုတဲ့ပုံစံပေါ့ဆိုတော့ကျွန်တော်ကြည့်တယ်ကျွန်တော်လည်းဟိုငိုတယ်ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်ခိုင်းထားတာကျွန်တော်မထိုက်တာပဲဟိုကျွန်တော်မကောင်းခဲ့တာကျွန်တော်ပဲသိတယ်ဆိုတော့ကိုမထိုက်တာလို့အများနဲ့ခံယူထားတဲ့လူတယောက်ဖြစ်ပေမဲ့ဟိုလူရမဝင်တဲ့လူတယောက်လေလူတွေကပြစ်ပယ်ထားတဲ့လူတယောက်ဘုရားဘာကြောင့်ကျွန်တော်ကိုဟ
မေတ္တာပြတယ်ဆိုတဲ့အရာကျွန်တော်မခံစားနိုင်ဘူးလားမခံစားနိုင်ဘူးဒါဘုရားတွေကလူမိုက်ကိုဘာလို့ရွေးကောက်တယ်လဲရှင်းရှင်းလေးပဲမိုင်းရိုင်းထွားကြိုင်စော်ကားအမျိုးမျိုးဖြစ်တဲ့ခါမှာသူကတာလို့ဖြစ်တယ်ဒါပေမဲ့သူကပြန်လို့တိတ်လာတယ်ပြားနေလာတယ်ငါလူရမဝင်တော့လူတော်တိုးလို့မရတော့ဘူးဆိုတဲ့အရာကသူ့ကိုပြန်လို့တိတ်လာစေအဲ့ဒီအချိန်မှာဘုရားမြတ်တာတွေ့သွားတယ်ဘုရားမြတ်တာတွေ့သွားတယ်ဘယ်လုံးမှမခံနိုင်ဘူးအဲ့ဒီမြတ်တာဒါကြောင့်ဒီနေ့လူငယ်တွေတော်တော်များပြောင်းလဲတာကျွန်တော်ခုံးမဲ့ဘုရားရဲ့မြတ်တာလည်းပြောင်းလဲတယ်ဘယ်တော့မှပြည့်ညက်တရားနဲ့ပြောင်းလဲတာညီတို့အရက်မတောက်နဲ့ဆက်လိုက်မတောက်နဲ့ညီတို့မလုံးနဲ့တော့ပါရက်လိုက်ပဲအဲ့လိုတော့ပြောမရရရင်တယောက်ရရင်ညီတို့ထိုးလိုက်အောင်ရသေးတယ်မပြောင်းဘူးကိုလို့ချင်တာကိုလုံးမယ်အဲ့ဒါဒီမိုက်ပဲလာလုံးလေဒါလည်းပါကိုလိုက်အောင်ရသေးတယ်မလုံးဘူးအဲ့လိုဒီတယောက်မရက်တတ်တယ်ငါ့ကိုလာခိုင်းတယ်မလုံးဘူးအဲ့ဒါဒီမိုက်ပဲဒါမဲ့ဘုရားရဲ့မြတ်တာအလုံးဘုရားမြတ်တာကြီးမင်းမကောင်းတော့ရတယ်ငါမျိုးကောင်းတယ်မင်းချစ်စရာမကောင်းလဲငါမျိုးချစ်တယ်မင်းကိုဘယ်သူမှလက်မခံနဲ့ငါမျိုးလက်ခံတယ်မင်းပြစ်တယ်ဘယ်လောက်ပဲကြီးပါစေငါမြတ်တာအဲ့ဒီပြစ်ထပ်တာပဲကြီးတယ်မင်းရှိတဲ့ပြန်လာခဲ့ငါမင်းဘလို့ပဲညစ်ပတ်နေပါစေငါအရင်ဆေးတော့ငါမျိုးလက်ခံမယ်ကွာကျွန်တော်ရေးလာဟာဖြစ်တယ်တခုကျွန်တော်ပြောပြမယ်ရေးလာဟာဖြစ်မုံရေးလည်းလုံးဝကြည့်ွယ်တော့ရေးလည်းကြည့်ဒီတိုင်းရေးလည်းအောက်နဲ့တစ်ခါရှိတယ်အဲ့ဒါကျွန်တော်ဘာကြောင့်ဖတ်တာဆိုတော့ကျွန်တော်ပြည့်တစားမှာအကြောင်းဖတ်ကြက်တယ်ပါလေ तू ကဘယ်မှာရှိလဲဆိုတော့ तू ကဟောရှိအနာဂတ်ကြောင်းမှာရှိတယ်ဟောရှိက तू ကပရောဖက်ကြီးဘုရားနဲ့တကယ်မှန်တဲ့လူကြီးဘုရားစကားကိုနားထောင်တဲ့ပရောဖက်ကြီးအရှင်းသူကြီးဖြောင်းမှတ်တဲ့သူကြီးအဲ့ဒါဘုရားကပြောလဲဥပမာပြည့်တစားလုပ်နေတဲ့မိန်းမကိုနေသွားယူတယ်ဟာပြောပြချင်တာအခုကလောလောတကယ်ဟိုအိမ်တော်လည်းမရှိဘူးကွာတဲ့မလားလူပြိုလေးကွာအဲ့တော့ဟဲ့လောလောဖះပေါ်ပြတယ်နေပြည့်တစားမှသွားယူဆိုဟာလွယ်ဘူးဒီကိစ္စကြီးဒါပေမဲ့ခေါ်ရှိရပလိုင်းနားထောင်လို့သွားယူတယ်သွားယူလေပြည့်စားမောက်ယူတော့တေးချပေါင်းတင်းနေတဲ့ချိန်ဖြစ်ချင်တော့အဲ့ဒီကျန်စာတေးချဖတ်ကြည့်ဟောရှိအဲ့ဒီပြည့်စားမှာယောက်ျားကောင်းရရဲ့တာနဲ့ဘာသွားပြန်လုပ်လို့ဆိုပြည့်စားအိမ်ကိုပြန်သွားလို့ရေးလည်းပျော့ပါနေပျော့ပါနေတာမကောက်ပြည့်စားလုပ်ကိုပြန်လုပ်တယ်အဲ့တော့ဖះပြန်လာတော့မပြောလဲပြည့်စားအိမ်မှာပြည့်စားလုပ်နေတယ်တဲ့နေ့ကမိမပြန်သွားတော့ပြစ်တာနဲ့ပြန်သိပ်ပိုက်လာခဲ့ပါဟောအဲ့တော့လုံးဝလစ်နေတဲ့မိန်းမကြီးကိုအဲ့ဒီဟောရှိကြီးပြန်သွားအဲ့ဒါတော့မာတဲ့ကျွန်တော်ဖိုင်နဲ့ခွာရတော့ကိုကအလုပ်ကကိစ္စမပြီးသေးလို့သူထိုင်ဆောင်ရသေးတယ်ဘလိုင်းထိုင်ဆောင်ရတာဘလိုင်းထိုင်ဆောင်ပြီးတော့မာတဲ့မြစ်တာနဲ့ခေါ်လာကျွန်တော်ဖတ်တာအဲ့မှာရေးတဲ့မျက်ရည်ကြီးပဲကြီးငယ်ပေါက်ကြတာဘာလို့လဲကျွန်တော်ပြတာအဲ့မှာကျန်းစာဖိုင်အဲ့ဒီဟောရှိနေရမှာငါပဲငါသားပြည့်တစားမှာနေမယ်ငါသားပြည့်တစားမှာနေမယ်ငါသားမင်းကငါမြစ်တာနဲ့ခေါ်တယ်မင်းကဘာဖြစ်လဲအံဘတ်ကိုပြန်စားတယ်မင်းကခွေးမင်းကတရိစ္ဆာန်မင်းကလက်ခံနိုင်ကြမကောင်းပဲကြီးစားအဲ့ဒီမြစ်တာနဲ့ငါမျိုးပြန်ခေါ်တယ်လို့ပြောတဲ့ခါဝါကျွန်တော်ပြေးပေါက်ကြားငါသားမင်းကကြောခိုင်းတယ်ငါမျိုးမြစ်တာနဲ့မင်းတို့မထိုက်တဲ့ကောင်ငါပြန်ခေါ်လာပြီပဲမင်းပြန်ပြီးတော့ပြည့်တစားအိမ်မှာမင်းပြန်သွားတယ်အဲ့ဒီပြည့်တစားလုံအောင်မင်းပြန်လုပ်တယ်မင်းယူရှာကြကောင်းပြီငါမင်းကိုပြည့်တစားအိမ်မှာမထားခဲ့ဘူးအဲ့ဒီကျန်းစာဖိုင်နဲ့ကျွန်တော်အဲ့ဒီမြစ်တာကိုခံစားရတဲ့အခါအဲ့ဒီမြစ်တာကကျွန်တော်တတ်လုံးအပြည့်ပြတ်မလို့
အဲ့ဒီမေတ္တာကျွန်တော်အနိုင်ယူသွားတယ်ဘုရားရဲ့မေတ္တာအတိုင်းပဲနေကုန်ပါဘုရားရဲ့မေတ္တာဒါဆိုကျွန်တော်ပြောမယ်အဲ့ဒီဘုရားရဲ့အတောင်ကြားတဲ့နောက်ပိုင်းမှာဘုရားနောက်ကိုကျွန်တော်လိုက်တယ်ဘုရားခင်နဲ့ကျွန်တော်စတဲ့သက်ရှင်တာတကယ်တော့မောရှေရဲ့တက်တာလည်းပဲအဲ့ဒီတောင်ပေါ်မှာဘုရားအကြားပြီးတဲ့နောက်ပိုင်းမှာဘုရားစိတ်ခိုင်းတဲ့အမှုကိုကျွန်တော်လုပ်ပါမယ်လို့ပြောတယ်သွားတယ်လုပ်တယ်โอเคတော်တော်နဲ့လုပ်မယ်ပြောမယ်ဘုရားကသူ့ဘက်မှာပါတယ်သူ့ကိုကောင်းချီးပေးတယ်သူ့ကိုကွဲကားတယ်သူ့လိုကိုလမ်းပြတယ်နောက်ဆုံးမောရှိဘက်မှာဘုရားဘယ်လောက်ပါတယ်တောင်ဝေးကိုလက်မြောက်လိုက်တာနဲ့လက်ဆံတောင်းလိုက်တာနဲ့ပင်လည်းတစ်ချက်ကွဲသွားတယ်မောရှိဘက်မှာဘုရားပါတယ်သူ့တော့ပင်လည်းတစ်ချက်ကွဲပြီးတော့အောင်မြင်ခြင်းတွေရနေပြီကြောက်တဲ့ကနေလည်းရေကိုထွက်စေနေပြီနမိတ်လက္ခဏာတွေအကြီးကျယ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျမ်းစာထဲမှာထွန်းမြောက်ကြခန်းကြီး32လောက်မှာပါတွေ့တယ်ဆိုတော့မောရှေပြောတဲ့စကားတစ်ခုရှိတယ်ထွန်းမြောက်ကြ33သူနမိတ်လည်းအကြီးကျယ်ပြုလုပ်ပြီးသွားပြီနမိတ်လည်းအကြီးကျယ်ဖြစ်နေပြီအောင်မြင်ခြင်းနဲ့အများကြီးရတယ်ဒါပေမဲ့ဘာလဲဒီလည်းဒီကောင်မှတော့ကျွန်တော်ပြောပြမယ်33အတိဖြစ်မြောက်ကြခန်းကြီး33ထိရောက်လာပြီတော့မောရှေဘုရားကိုနဖူးတွေဒူးတွေကျွန်တော်ပြောချင်တာဟာဆရာဒါဆိုကျွန်တော်တို့ဘုရားကိုမြင်လို့ဒီမျက်စိတွေတော့မြင်လို့မရအောင်ဝိညာဉ်မျက်စိတွေကျွန်တော်နာမှာသူရှိတယ်ဆိုတာလုံးဝသိအောင်ဘုရားသခင်ပြချင်တယ်ဗျာအဲ့ဒီဘုရားကိုနာမှာသူရှိခြင်းလုံးဝသိချစွာသိသွားရင်အဲ့ဒါမျက်မှောက်တော်ခေါ်တယ်ဆိုတော့သူဘာမှခံစားနေတယ်ဘုရားအတူရှိလို့သူလည်းလက္ခဏာတွေပြုနိုင်တယ်ဆိုတော့ तू မသိလားသိလားဒါပေမဲ့ तू ဘုရားအတူရှိခြင်းကို तू သိလားမသိသေးဘူးဘုရားအတူရှိခြင်းကို तू လက်တွေ့ကြခံစားဘူးလားမခံစားဘူးမခံစားဘူးတဲ့ဒါကြောင့်33ရောက်တယ်ကို तू ပြောတဲ့စကားကိုကြည့်ရအောင်ခန်းကြီး33ရဲ့ဆက်နေမှာမောရှေကလည်းဤလူတို့ကိုပို့ဆောင်လို့ကိုရောမိတ်တော်မူသည်တွေကျွန်ုပ်နဲ့အတူအဘယ်သူကိုစေလို့တော်မူသည်ကိုကျွန်တော်မသိရသို့တော်လည်းကိုရောကတင့်ကိုတင်းနာမဖြင့်ငါသိတင်းငါရှိတဲ့မျက်နှာရပြီးကျွန်တော်ကမိတ်တော်မူတယ်တင်းငါသိတယ်တဲ့တင်းငါရှိမှမျက်နှာရတယ်လို့ကိုရောတော့ပြောတာပဲတဲ့ဒါမဲတဲ့ကိုရောတဲ့တို့ဖြစ်ကျွန်တော်ရှိတော်လည်းမျက်နှာရတယ်မျက်နှာရကြောင်းကိုကျွန်တော်သိရနေကြောင်းကိုရောဤလမ်းကိုပြတော်မှာဤလူမျိုးဒီကိုရိုက်ဖြစ်ကြောင်းကိုသိကျင်တော်မှာကျွန်တော်တောင်းပန်ပြီးထားပြလျှောက်ဆိုရင်ငါကိုယ်တိုင်သွားရင်ဒီတက်ချီချတာကိုပေးပြီးမိတ်တော်မူ၏တပံမောရှိကကိုတော့တိုင်မသွားလေကျွန်တော်တို့ကိုဤရက်မှာပို့တော့မမှုပါနဲ့သူကပြောလိုက်တာအင်္ဂလိပ်လိုဆိုရင် may your presence doesn't go with us Lord we don't want to leave this place ကိုတော့ကျွန်တော်နဲ့အတူရှိခြင်းကိုကျွန်တော်လုံးဝမသိဘုံတော့နဲ့သိတာမဟုတ်တော့ literally English လို့ဆိုရင် literally ဘာမှလို့ဆိုရင် program literally ဆိုတော့ဥမာ okay ကျွန်တော်ဒီတက်ကြိုးကျွန်တော်ကြိုက်တယ်အဲ့ဒါ literally ပဲဥမာဖယားကိုကျွန်တော်သိနေဆိုဝိညာဉ်ရဖျက်ရသွားအဲ့လိုပြောတာမဟုတ်ဖယားရှိတယ်ဆိုတာ literally သိရတယ်ပဲအခုသူ့ကိုကျွန်တော်ဒီလိုကြိုက်တယ်လို့ဖယားကကျွန်တော်နဲ့အတူရှိတယ်ဆိုတာကိုသိစေချင်တဲ့ဖယားဖြစ်တယ်အဲ့ဒီအရာကိုသူမရဘူးသေးဘူးဒါကြောင့်ねဒီမှာပြောတဲ့အရာတစ်ခုရှိတယ်။မကြီးမယုံကြည်သူကကိုရောကိုနမိတ်လက္ခဏာတောင်းလို့ရတယ်။ယုံကြည်သူကြတော့ကိုရောတောင်းရမယ့်အရာတစ်ခုပဲရှိတယ်။ Show me your glory တင်ပြစရာတောင်းမယ့်အရာပါလေ။ဖခင်ရဲ့
ဘုံယုံကြည်သူမှလိုနေတာဘုရားရဲ့ပါလေဘုံနမိတ်လက္ခဏာမဟုတ်ဘူးဘုံဘုရားကနမိတ်လက္ခဏာလောက်နဲ့ခြေတက်စေချင်တာမဟုတ်လို့ယုံကြည်သူတွေကိုဘာဖြစ်စေချင်တာလဲဘုံ glory to glory သူဘုံနဲ့အသက်ရှင်စေချင်တဲ့အတ္တဘာကြောင့်လဲကနဦးမှာအာဒံနဲ့အေဝါကအဝိဝိဆရာမလို့ဘာကြောင့်လဲသူဘုံနဲ့လွှမ်းခြုံထားလို့ဆိုတော့အဲ့ဒီကနဦးမှာအာဒံနဲ့အေဝါလွှမ်းခြုံတဲ့ဘုံတိုင်းဘုရားကဒီနေ့ယေရှုခရစ်တော်အားဖြင့်သားအရာကိုပြန်ရတဲ့သူတွေသမီးအရာကိုပြန်ရတဲ့သူတွေအားလုံးကိုသူကအားနဲ့လွှမ်းခြုံချင်တာလေသူ့ရဲ့ဘုံနဲ့လွှမ်းခြုံချင်တာဒါကြောင့်ကိုရောရှိတယ်ဆိုတော့ကျွန်တော်အုံနောက်နဲ့သိတာမျိုးကျွန်တော်မလို့ချင်ကိုရောရှိတယ်ဆိုတာကိုကျွန်တော်လုံးဝသိချင်တယ်ဒါကြောင့်ကြည့် knowing about God နဲ့ knowing God နဲ့မတူဘူးဥမာဆရာအခုဆရာမျိုးဒီတင်တော့ဆရာမျိုးဟာဟိုးတော့ကကိုဇော်ကြီးအားဖြင့်ကျွန်တော်အကြောင်းကိုသူကြားဘူးလေကျွန်တော်အကြောင်းကိုသူသိဒါပေမဲ့ကျွန်တော်ကိုဖိတ်ခေါ်တော့ကျွန်တော်ရောက်လာတဲ့အချိန်မှာကျွန်တော်အကြောင်းကိုသူသိတာမဟုတ်တော့ကျွန်တော်လည်းသိသွားတယ်ကျွန်တော်အကြောင်းကိုသိတာနဲ့ကျွန်တော်လည်းသိတာကွာတယ်ကျွန်တော်လည်းသိတော့ဘာလို့လဲသူနဲ့ကျွန်တော်ဘာလုပ်လို့ရလဲမိတ္တဟာယဖွဲ့လို့ရတယ်စကားပြောလို့ရတယ်သူဘလို့လူမျိုးလဲဆိုတော့ကျွန်တော်သိတယ်ကျွန်တော်ဘလို့လူမျိုးလဲဆိုတော့သူသိရတဲ့အခွင့်မရှိဘူးလားရှိလာတယ်အဲ့ဒီအခွင့်အရေးတွေကိုဘုရားပေးခြင်းတယ်ဆိုတော့ဘုရားက knowing about God နဲ့ကျင့်တဲ့สิ่งချင်းနဲ့ဘုရားကို knowing God ဘုရားအကြောင်းကိုသိတဲ့ပုံမှာကျင့်တဲ့สิ่งချင်းဘုရားကသူနဲ့သိတဲ့ပုံမှာကျင့်တဲ့สิ่งချင်းအာမင်ဒါကိုသဘောပေါက်ဖို့လိုတယ်ညီကောင်မောင်မတို့ဘုရားအကြောင်းသိတာနဲ့ဘုရားကိုသိတာမတူဘူးဒီမှာကြည်ကျမ်းစာထဲမှာမောရှေကနမိတ်လက္ခဏာတွေများစွာပြုနိုင်တယ်ဒီမှာကျွန်တော်ပြောရဲအမှုတော်ဆောင်တွေများစွာဖြစ်တော်ညာတယ် study လုပ်လို့ကျမ်းစာကြောင်းပြီးသွားလို့ဘုရားသခင်အကြောင်းကိုသိသွားတဲ့သူတွေဖြစ်ပေမဲ့ကိုတိုင်ကသမင်တည်းဒီရေစီးသောချောင်းကိုတောင်းတခဲ့တော့ကိုရဲ့ဝိညာဉ်ကဘုရားကိုနေကောညကိုလွှမ်းဆွခြင်းမရှိသူတို့ဘုရားအကြောင်းပဲသိလိမ့်မယ်ဘုရားနဲ့သူတို့မသိနိုင်အဲ့တော့ကျမ်းစာချောင်းကသင်ပေးလို့မရဘူးကျမ်းစာချောင်းတွေကအဲ့ဒီကိစ္စသင်ပေးလို့မရဘူးကိုယ်တိုင်ရဲ့စာငတ်ခြင်းအပေါ်မှာပဲဘုရားနဲ့သိကျွမ်းတဲ့ခွင့်ရပါအာမင်အဲ့ဒီအောင်ကျမ်းစာဆရာတွေပဲရပိုင်ခွင့်ဘုရားပေးတာမို့လူတိုင်းကိုရပိုင်ခွင့်ပေးထားတယ်ဟာလေလုယာအဲ့တော့ဒီရဲ့တက်တာမှာအောင်မြင်ခြင်းရင်ကျမ်းစာတက်ရုံနဲ့သင်ဘာမှလုပ်လို့မရဘူးအောင်မြင်ခြင်းဘာပါလာလဲဘုရားရဲ့ဘုံပါလာရတယ်ဟာလေလုယာဆိုတော့ယောသတ်မှာဘုရားရဲ့ပါရှိတယ်ဘုရားရဲ့ဘုံရှိတဲ့အတွက်ကြောင့်ယောသတ်ရောက်တဲ့ပေါတိဖာရဲ့အိမ်မှာကောင်းကြီးမဖြစ်ဘူးလားယောသတ်အားဖြင့်အဲ့ဒီအိမ်ကောင်းကြီးမဖြစ်ဘူးလားအဘာကြောင့်ဖြစ်တာလဲလားယောသတ်ကဘုရားအကြောင်းနဲ့သိတာလားဘုရားနဲ့သိတာလားဘုရားနဲ့သိတဲ့တတ်တာဖြစ်တဲ့အတွက်ကြောင့်ဟလာဘုရားနဲ့ယဉ်ကျေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဘုရားကသူ့ဘက်မှာပါတယ်သူ့ဘက်မှာပါတယ်သူပြုတဲ့မှာအောင်မြင်တဲ့ခွင့်ကိုရတယ်โอเค position နဲ့မဆိုင်တင်ဘယ်နေရာမှာနေတာနဲ့မဆိုင်တင်နဲ့ဘုရားနဲ့တကယ်အဆက်အသွယ်ရသွားပြီလို့တင်ဘက်မှာဘုရားဘုံရှိတယ်တင်ပေါ်မှာဘုရားရဲ့ဘုံရှိလာရင်သူများအိမ်မှာကျွန်းဖြစ်တော်ကြတယ်အဲ့ဒီထဲမှာမဖြစ်တဲ့သူဟာအိမ်ကြီးပြန်ဖြစ်တယ်အိမ်ကိုအုပ်စိုးရတဲ့သူဖြစ်လာတယ်အဲ့ဒီကနေမှပြဿနာတစ်ခုကြောင့်ဟလာဟိုမမရေကိစ္စကြောင့်ထောင်ထဲကိုရောက်သွားတယ်ထောင်ထဲရောက်တော့ထောင်ထဲမှာထောင်လို့ပြီးရင်သူပြန်မဖြစ်ပြောင်းလားအဲ့ဒါပါလေပြောဘုံအဲ့ဒီဘုံကိုရအောင်ယူပါညီကောင်မောင်မတို့အမှုတော်ဆောင်လေးမှလည်းပါလို့တယ်အဓိကလို့လားဘုံဟုတ်ပြီယုံကြည်သူတွေမှာဟောခင်ဗျားဘာသာဘယ်အလုပ်ပဲလုပ်ခင်ဗျားဘာသာဘလောက်ပဲအောက်တန်းကြတယ်လုပ်ပဲလုပ်အောက်ဆုံးအနေဆုံးလုပ်ပဲလုပ်ဘယ်နေရာမှာပဲနေတိမမှာဖျားပါရင်မရှိလေဖျားရဲ့ဘုံရှိတယ်အဲ့ဒီဘုံရှိတာ
လူတွေကမြင်တွေ့လာရတယ်ဖျားဘုံပါလိုက်ပြုနေတယ်များမှာအောင်ရတဲ့အခွင့်ရှိတယ်ဟာလေလုယာဆိုတော့ဒါကြောင့်ဒီမှာကြည့်မောရှိကနေဟုတ်တယ်သူ့ဘာမှာသူ့ရှိရတဲ့ဘုရားလောက်သွားတာသူခံစားရတယ်သူဘာပဲခံစားလဲသိလားပြောဘုရားရဲ့တကူတော်ပဲခံစားတယ်ဘုရားမျက်မှောက်တော့မရှိဘူးဘုရားရဲ့ခြေနဲ့ဒီပေါ်မှာပါလို့သူခံစားနေရတာပါလေဘုရားရဲ့တကူတော်မတ်တာဖယားဒီမှာကြီးကျွန်တော်ဖယားအသုံးပြုတယ်ကျွန်တော်ဖယားရဲ့ဖယားအသုံးပြုခြင်းအပြင်ကျွန်တော်ဖယားရဲ့ကိုးတော်အပြင်ကျွန်တော်တရားဟောတဲ့ခါမှာလူတွေပြောင်းလဲခြင်းရကြတယ်ဒါပေမဲ့ကျွန်တော်ကဖယားဘုံကိုစာငတ်ခြင်းမရှိဘူးဖယားနဲ့မိတ္တဟာရဖွဲ့ခြင်းမရှိသူများကိုအားပေးတဲ့နောက်ဆုံးကျွန်တော်ကြားတော့ဘာလဲတဲ့လားWhy would she not shoot? She won. She can't shoot. Good, very good. Yeah, let them shoot. So now, take that they remove and then she and never be actually out of the way. So, Matala, I Matala. Paya the key at the good of me to a mood of rapidity. Yeah, Paya the good of to a mood of rapidity. Yidawa. Paya she the good of me to a mood of rapidity. English will say power is for service. Glory is for fellowship. Okay, Paya Bonga. တင်းပြလာသူများအတွက်ပြောဖခင်ရဲ့ဘုံကတင်းပြလာသူများအတွက်ပြောဖခင်ရဲ့ဘုံတော်ကတင်းပြလာသူများအတွက်ဟုတ်ပြီကျွန်တော်ပြောပြမယ်ဖခင်ရဲ့တကူတော်အပြင်ဖခင်အမှုတော်ကိုအောင်မြင်စွာထမ်းဆောင်နိုင်တယ်သို့တော်ဖခင်ရဲ့ဘုံတော်ကြီးကျွန်တော်ရဲ့အတ္တတာအတွက်ဖြစ်တယ်ဖခင်ရဲ့တကူတော်ကသူ့အမှုတော်အတွက်ဖြစ်တယ်မမေ့ပါနဲ့ရှောလူကဖခင်တကူတော်ကြောင့်ပရောဖက်ပြုနိုင်ရှောလူဘာလို့လဲရှောလူဆိုတာဘာလို့လဲဣသရေလရှောလူဆိုပေါ်လူတွေဘယ်လိုပြောလဲရှောလူဆိုဣသရေလဘယေပထမဆုံးဘယေရှောလူဆိုပြီးတော့ပေါ်လူတွေရှောလူဆိုဣသရေလဘယေဆိုအဲ့ဒီဣသရေလဘယေပထမဆုံးဘယေရှောလူကသူပရောဖက်မပြုနိုင်ဘူးလားပရောဖက်ပြုနိုင်ကြတာလေမှာပြုတယ်ဒါပေမဲ့သူကဖယားနဲ့မိတ္တဟာယရှိလားမှတ်တာဖယားရဲ့ဘုံဆိုတာမိတ္တဟာယနဲ့ပဲလာတယ်အဲ့ဒါဘယ်သူအတွက်လဲကိုယ်အတွက်ဖယားရဲ့ဘုံကဘာကိုသိစေလဲဖယားရဲ့ဘုံတော်ကကိုယ်ဘာသိစေလဲသူအတူရှိခြင်းကိုသိစေတယ်ခွေးတေချာကြည့်မှတေချာပြတဲ့ကတော့ကျွန်တော်ညအကြည့်တကူတော်ဒီသူ့ရဲ့အမှုတော်တော်ဖြစ်တယ်ကျွန်တော်နာမည်ကြီးကိုလုံးဝမဟုတ်ဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်ကတညင်ဘက်မှာတော့တရားဟောတယ်ဘုရားဘာသာလည်းအများကြီးပဲဟိန္ဒူတွေအများကြီးပဲမွတ်စလင်တွေနေပါတယ်ခရစ်ယာန်နည်းနည်းလေးပဲရှိတယ်ကျွန်တော်တရားဟောတယ်အဲ့မှာကျွန်တော်ခရစ်တော်အကြောင်းအကြီးကျယ်ကျွန်တော်ဟောတယ်ဟောရင်နဲ့မှာကျွန်တော်ထားပြီးတော့မှကျွန်တော်ဟောလဲပြီးတော့ဒီထဲမှာယေရှုအသက်ရှင်ကြောင်းသိချင်တယ်ဆိုထွက်ခဲ့လို့ကျွန်တော်စိတ်ခေါ်ထွက်လာတယ်အောက်ပိုင်းတည်တဲ့လူထွက်လာတယ်ကျွန်တော်ဆူတောင်းပေးတယ်ထာလန်းလျှောက်ပါတယ်တော်တော်နဲ့လူကြီးပြောထာလန်းလျှောက်ပါတယ်ဆိုတော့မဖြစ်သွားလဲဖခင်ရဲ့တကူတော်ကဒါပေမဲ့အဲ့ဒီ
အချိန်မှာကျွန်တော်တန်တရားရှိနေသေးလားကျွန်တော်မှအဲ့လောက်ကြီးပေါက်ပိုင်းတည်တာထားလိုက်လျှောက်တာတစ်ခါမှမတွေ့ဘူးတော့ဒါကြီးတော့ဖြစ်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဒီလေးပဲတားလေးစတောင်းလို့လည်းလေးလေးတော့ဘောဟိုဒါမှကပြောတာဟိုဒါကြီးက heavy လေကျွန်တော်တစ်ခါမှလည်းမတွေ့ဘူးအဲ့ဒါကျွန်တော်ရေးလဲစတောင်းပြီးတော့အော်လို့စတောင်းပြီးတော့ဘာဆိုအမှလည်းသူတို့ပြောတာလေဘယ်နေတော့လမ်းတယ်ဘာဆိုအဲ့ဒီကရေချမ်းတယ်နေချမ်းတယ်ခင်ဗျာကိုကတော့လာမလို့လည်းခင်ဗျာကလေးကွာနဲ့ကောက်ထုတ်နေဆိုတော့ကောင်တွေအများကြီးလဲနဲ့ကောက်ထုတ်လိုက်နေဆိုတော့ကောင်တွေအများကြီးခင်ဗျာတို့ရက်ကွက်လာပေါ့ခင်ဗျာပါလာမလို့လည်းဆိုတော့ပုံစံမျိုးဆိုတော့ကျွန်တော်လည်းနေတော့လာတယ်တော့အားပါရအာယုစိုက်တော့ရေးလဲကျွန်တော်ဆူတောင်းပြတယ်ကြီးရဆူတောင်းတော့အဲ့ချိန်မှာစတင်လှုပ်လာရေးလဲပြောတယ်တည်းမှာရေးလဲပြောတယ်အရှင်းလေးပြောလိုက်ပြီဗျာအဲ့ဒီထားတာရှောက်ပါအဲ့ဒါလှုပ်သွားတာကဘာလဲတကူတော့ကဖခင်ရဲ့တကူတော့ကသူ့ကိုထားလိုက်ရှောက်သွားစေတယ်ဖြစ်သွားတယ်အဲ့ချိန်မှာဘသူကဗလိုင်းနာမည်ရသွားတယ်ဒေးဗစ်လာလိုင်းနာမည်ရသွားတော့ရန်ကုန်မှာရေးတဲ့နာမည်ကြီးတော့ဒါရှာဒေးဗစ်လာဆုတောင်းပေးတာလူတွေထားလိုက်ရှောက်တယ်လူတယောက်တည်းကိုလူတွေဖြစ်သွားတယ်စကားကားလာထားလိုက်ရှောက်တယ်ဆိုတော့နောက်ပွဲမှာလာပြီအရှိမအပြည့်ပဲအောက်ပဲတည်တဲ့ကောင်တွေလေးဖြတ်တဲ့ကောင်တွေအများကြီးအဲ့လစ်ဘောလာဆိုတော့ကြော်ကြည့်နေအဲ့ဒီရေးလည်းတရားဟောတော့ပြတ်တယ်အော်ဒါကြီးအဲ့လိုပေါ့ဗျာပြီးတော့ဟိုစတွေးကြတယ်လေဟိုတော့ဆိုအဲ့လိုပေါ့ဗျာလည်းအများကြီးအဲ့ဒါလည်းမဟာလစ်ပြီးလို့ကြည့်အဲ့ဒီကျွန်တော်တရားဟောပြီးလိုက်တော့စတောင်းပြီးတယ်တရားမထားဘာပြောလဲလားဘာပြောလဲမကြည့်ကြည့်ဘောမောင်အရေးကြီးတာငါလှုပ်ချင်တဲ့အချိန်လုံးပဲငါမလှုပ်ချင်လို့တကယ်လို့ကျွန်တော်လိုက်လုပ်တဲ့နာမပြောင်းနေမှာဖြစ်သွားမလဲကျွန်တော်ကပျောက်စီဆရာကြီးဖြစ်သွားတာဟမ်ဖယားသူ့ရဲ့ဘုံဘုံမပြီးဘူးဘောပေါက်လားမပြီးဘူးမထားတကူတော့အဖြစ်ပြုတ်ဖြစ်ပေးတယ်ဘုံတော်ကကျွန်တော်နဲ့ဖယားနဲ့မိတ္တဟာရပဲတိဆောက်ပေးတယ်ကျွန်တော်ရဲ့အလုပ်ကအခန်းတကားပိတ်ပြီးတော့ဖယားနဲ့များအခြေပေးပြီးမိတ္တဟာရဖွဲ့တက်လာရင်အစင်လာတယ်ဖယားရဲ့ဘုံဆင်းလာတယ်ဖယားဘုံဆင်းလိုက်ကျွန်တော်ပါသိရလဲဖယားကျွန်တော်နဲ့အတူရှိတယ်ဆိုတာကျွန်တော်ကသိရတယ်ဆိုတော့ဖယားရဲ့ဘုံကတင့်ကိုဘာလို့ပေးတာလဲပြောအရှိဘယ်လိုလဲပြောဖယားတင်တဲ့အတူရှိခြင်းကိုတင်သိစေတာကဘာလဲဘုံတော်ကသိစေတာဆိုတော့တကူတော်ကသိတော့လားသူများတော့လားသူများတော့ရှင်းလို့ဘုံတော်ကသူများတော့မဟုတ်တဲ့အတွက်တကူတော်ကသူများတော့ဘုံတော်ကဘာမှမလုပ်ဘူးတင့်ကိုသူကဖယားဖြစ်ကြောင်းတင့်ကိုချစ်ကြောင်းတင်တဲ့သူအမြဲရှိကြောင်းတင်ရဲ့လက်ကိုဆွဲကင်ထားကြောင်းသိစေတယ်အဲ့ဒါကတင်ပါလို့တင် confidence ရှိနေလုံနိုင်တယ်ဘယ်အရာမှမကြောက်ပဲလုံနိုင်တယ်โอเคကျွန်တော်ပြောပြမယ်ခေါ်လျက်ကိုသွားပြီးရင်ဆိုင်နိုင်တဲ့တတိရတာဘာကြောင့်လဲတကိုးကြောင့်လားဘုံကြောင့်လားဘုံကလူတွေရှေ့မှာမတ်တက်ရိုက်ရတယ်လူတွေရှေ့မှာရင်ဆိုင်ရတဲ့တတိရှိအဲ့ဒါဘုံကြောင့်အဲ့တော့သူကဖယားနဲ့မိတ်ဟာရရှိတယ်ဟုတ်ပြီအဲ့ဒီကနေမှ
ပြစ်လိုက်ပေါ့နှစ်ဖူးတက်တဲ့သွားထီတော့ဘိုင်းဆိုပြုတ်ချလဲတာကဘုံလားတကူလားအဲ့ဒါတကူအဲ့လိုဖြစ်ခဏဘာလဲဘာလို့ဒီကလားဆိုချစ်တော်ညီကိုမောင်မတဘောပေါက်ဆိုတော့မောရှိကအဲ့ဒီအချင်းတီသူဘာကိုခံစားတယ်လဲဒါတော့မချစ်ချတာချစ်အငယ်ဆက်ရှိကြည့်33ငယ်ဆက်ရှိဖျောင်းပြကြ33ငယ်ဆက်ရှိတွေ့လာညီကိုမောင်မတို့ဖခင်ရဲ့ဘုန်းကိုအင်္ဂလိပ်ဆိုဘယ်လိုခေါ်လဲ Show me your glory I want to see your what glory ဘာပြောချင်တာလဲဖခင်သခင်နဲ့တင်များများမိတ္တာရာဖွဲ့အချင်းယူလာရင်တဲ့ကိုသူများပြောစရာမလိုဘူးတင်ကတိနဲ့ငါနဲ့အတူဖခင်ရှိတယ်ဆိုတင်မင်းတိတာကိုတင်နဲ့အတူဖခင်ရှိကြောင်းတင်ကိုကြည့်နေတဲ့သူတွေကဒီလာတယ်ဟာလေလုယာတင်ကဖခင်နဲ့ပဲများများမိတ္တာရာဖွဲ့တင်နဲ့အတူဖခင်ရှိခြင်းကိုတင်ဟာသိစေတယ်အဲ့လိုသိလာတဲ့အချိန်မှာတင်ကပဲသိတာမို့လို့တင်နဲ့အတူဖခင်ရှိတော့ဘယ်သူကသိလာစေလဲတင်ပေါက်ဝင်းကျင်မှာတင်ကိုကြည့်နေလူတွေသိလာတဲ့ဘယ်ဖခင်ပြင်ဆင်ပေးတယ်ဟာလေလုယာဟာလေလုယာโอเคခဏလေးကြည့်အောင်ဒီຢာလေးကိုကျွန်တော်မပြီးသေးဘူးနော်မပြီးသေးဘူးခဏလေးကပောက်ကြောက်ချင်ကြည့်အောင်ဟောချက်ခန်းကြီး26လောက်ကိုကြည့်အောင်အငယ်တိလောက်ကနေပြန်တော့အာဗြဟံလက်ထက်ထိုပြည်၌ဖြစ်ဖို့သောအစာခေါင်းပါခြင်းလာပါနောက်တစ်ခါအစာခေါင်းပါခြင်းရှိပြန်ဖြစ်၍ဣဇက်ဒီဖိလိပ္ပိမင်းကြီးအဘိမလက်နေရာဂေရာမျိုးတို့ထာဝရဘုရားတည်တဲ့ကြည့်အောင်မကြည့်ထာဝရဘုရားဒီသူ့အားမလုပ်လဲထင်ရှားတယ်ဆိုတော့ तू ကဘုရားနဲ့မိတ္တဟာယရှိနေတော်သူဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ဘာလို့ရဘုရားနဲ့မိတ္တရှိရင်ဘုရားရဲ့ဘုံသူ့မှာရှိတယ်โอเคအဲ့ဒီဘုံကတင်းကိုမလုပ်ပေးတယ်ဟုတ်တယ်မကြည့်နောက်စစ်တက်ဘုရားသခင်ရဲ့နဲ့များမိတ္တဖွဲ့လာရင်ဘုရားဘုံကဘုရားတင်တဲ့အတူရှိခြင်းကိုမသိစေဘူးလားဆိုတော့ဘုရားကတင်တဲ့အတူရှိခြင်းကိုတင်များသိလာလေတင်ကနေ့ရက်စစ်တိုင်းမှာဘုရားရဲ့ direction နဲ့တင်သွားနိုင်တယ်တင်ရဲ့အထင်နဲ့တင်သွားတာငါဒီအလုပ်လေးလုပ်တော့ငါအောင်မြင်မှာပါဆိုတာမဟုတ်တော့ဘုရားဒီအလုပ်ဒီအလုပ်ကိုမလုပ်နဲ့ဒီလူနဲ့မတွဲနဲ့ဟိုလူနဲ့တွဲဆိုတော့ exactly specific detailed instruction ဘုရားကိုပြည့်စုံပေးလာတယ်ဘုရားကအလုပ်လုပ်ခိုင်းဘယ်တော့မှဘုဒ္ဓဝါဒအလုံးမလုပ်ခိုင်းဘုရားကအလုံးလုပ်ခိုင်းနောဟေကိုတင်မောဆောက်ခိုင်းတဲ့အခါမှာတင်မောဆောက်ဒီတောင်မှာဆောက်လို့ပဲပြောတယ်ဘုရားမဟုတ်ဘူးဘဏ္ဍထဆောက်လို့ပြောတယ်ဘယ်တစ်သားနဲ့ဆောက်လို့ပြောတယ်အခါမလို့ခွဲအကုန်လုံး detail instruction ပေးတယ်ဘုရားကကျွန်တော်တို့ကိုလည်း instruction detail ပေးခြင်းနဲ့ပြခြင်းဖြစ်တယ် hallelujah hallelujah ဘုရားက detail instruction ပေးခြင်းနဲ့ဘုရား glory be to God hallelujah oh Lord Jesus မကြည့်ဒီမှာတော့ဘုရားနဲ့ဆက်သွယ်ရှိတဲ့အခါမှာသူ့ဘုရားပြောထာဝရဘုရားဒီလည်းသူ့အထင်ရှားတယ်ဒီအဲ့လိုပြည်တော့မကောင်းနဲ့ချက်ဒါကြီးငါအဲ့လိုပြည်တော့ကောင်းဒီမှာမင်းမဖြစ်တဲ့ကြောင့်ဘုရားကပြောတယ်သူ့အထင်ရှားတယ်သူ့ကိုထင်ရှားတယ်တော့ဘလိုင်းအိတ်နေလို့ထင်ရှားတာမဟုတ်ဒီထိုက်ကြည့်လို့ထင်ရှားတာမဟုတ်သူဘာလုပ်နေလို့ထင်ရှားတာလဲဘုရားနဲ့မိတ္တာရပွဲတယ်လို့ကိုရီးယားကထိုက်ကြည့်နေတယ်ထင်မရှားဘူး
ဒီဗီဒီယိုကိုတော့အချိန်တိုင်းတော့ပြပါနော်ကိုတော့မပြခင်တော့ကျွန်တော်လည်းဒီကားပြီးကြည့်လိုက်အောင် no ကိုတော့ပေါ်ပြလာတယ်ပေါ်ပြလာတယ်ဒီပြည်တော့ငါပြောတဲ့တက်တော့ပြည်နိုင်ငါပြောတဲ့ပြည်မှာမင်းနေထိုးနေအောင်မသွားနဲ့ရေးချင်တော့ဒီကောင်မလို့ခရီးဆိုင်ပါများယုံကြည်သူတွေအားလုံးမဆုံးရှုံးဖြစ်ချင်တော့ကျွန်တော်ခြေနှလုံးမှာတော့ဆုံးရှုံးသွားတဲ့ဒီကောင်မပါတယ်အများကြီးပဲဒီအချိန်ကပို့ဆိုးတယ်ဒီအချိန်ကပို့ဆိုးတယ်ခြေနှလုံးမှာအဲကျွန်တော်ဘာပဲလို့ကိုတော့အမှုတော်ဆောင်လေးကိုတော့လက်ခံတာမဟုတ်ကိုတော့သွားခိုင်းတဲ့နေရာသွားမှကိုတော့ပုံတင်ရှာတရားဟောတိုင်းဘုရားဟိုကောင်းချီးပေးမယ်လို့မပြောဘူးကိုစိတ်အားကြီးပဲရှောက်ဟောလည်းမရဘူးဘုရားဟောခိုင်းတဲ့နေရာမှာဘုရားဟောခိုင်းတဲ့စကားကိုဟောမှာဒါကျွန်တော်တက်တာပါကျွန်တော်အမြဲတမ်းတော့နှုတ်ကပတ်တော်တွေကိုထည့်ထားတယ်ဒါပေမဲ့ငါဒီနေ့မှဒီတရားဟောမယ်လို့ဘယ်တော့မှကျွန်တော်မစီစဉ်ထားဘူးဖတ်ထားတဲ့လေ့လာထားတဲ့ဟိုသင်ယူထားတဲ့ထဲမှာထည့်ထားတယ်ဒါပေမဲ့လိုအပ်တဲ့နေရာမှာလိုအပ်လို့ဆွဲထုတ်သွားအောင်တော့ကျွန်တော်ထဲမှာ deposit တော့လုပ်ထားတယ်လိုအပ်လို့ဆွဲထုတ်လို့ရအောင်လို့ကျွန်တော်ဖြည့်ထားတယ်အထဲမှာရှိပဲနဲ့ဘုရားလုံးမရဘူးလေကိုတော့လုံးမဆိုတော့ကျွန်တော်အဆုမတောင်းလို့မရဘူးခင်ဗျာလေ့လာခြင်းမရှိပဲနဲ့ဘုရားလုံးလို့မရဘူးခင်ဗျာဆိုဘုရားနဲ့မိသားပွဲဣဇက်ကဘုရားနဲ့မိသားပွဲတယ်ဘုရားပြန်ဣဇက်ကိုပေါ်ပြတယ်ထိုးပြီးပါပဲငါပြောတယ်တော့ပြီးပါမယ်မင်းယခုဤပြည်၌တဲခွေနေလို့တိပမှာကနေ၍ကောင်းချီးပေးမိအကြောင်းကတင်းတဲ့မျိုးတွေကဤပြည်ရှိနေလို့ငါပေးမိဝါတင်းအဘအာဗြဟံငါချိန်စောစကားရှိတဲ့အတိုင်းငါပြုဝါလာပြီနော်လာပြီမကြည့်မကြည့်လို့โอเคစနေလာပါလေစကြည့်အောင်ထိုပြည်၌ဣဇက်ဒီမျိုးစေ့ကိုကျဲ၍ထိုပြည်၌ဆိုပဲပြည်လေသူနေခိုင်းတဲ့ပြည်ဟုတ်လားဒီကောင်မတော်ဖယားကိုကိုးကွယ်တက်လိုက်ဖယားနဲ့မိတ္တဟာယများပွဲပြီးတော့ဖယားနဲ့ကိုးကွယ်တက်လိုက်ရင်ဘာဝရလဲဖယားနဲ့မိတ္တဖွဲ့ပါရလဲဖယားရဲ့ဘုံဖယားရဲ့ဘုံကဘာကိုသိစေလဲကိုနဲ့သူအတူရှိခြင်းကိုခံစားစေတာလားသိစေတာလားဟုတ်တယ်သူကကိုနဲ့အတူရှိရင်သူဘာလုပ်ပေးလဲကိုကို detail instructionပေတရုလေထဲမှာယေရှုပါတယ်မလားပါတဲ့အချိန်မှာနေငါပိုက်ကိုချလိုက်လို့မပြောလေယေရှုလိုက်တယ်မပြောလားရှင်းတဲ့ရက်တော့ရွှေ့လိုက်ဆိုပါလေနေရာပြောင်းခိုင်းတာနေရာပြောင်းခိုင်းပြီးတော့မှနေရာပြောင်းပြီးတော့ဒီနေရာရောက်တဲ့ချိန်မှာစာချတယ်ဆိုနေရာရင်တော့ပြောင်းခိုင်းတယ်ပြီးတော့မှပိုက်ကိုချခိုင်းတယ်အဲ့ဒီမှာငါညာစွာရဘာပြောရလဲအဲ့ဒါ instruction လေး तू အတိအကျ तू ပြတယ်ဗျာအရေးကြီးတာကိုကသူ့နဲ့ဘာလို့နေရလဲလေထဲမှာနှစ်ယောက်တည်းရှိတယ်ကဲတော့ဘုရားနဲ့မိသားရှိနေလို့လေဘုရားနဲ့ရင်းနှီးနေဖို့လို့လေဘုရားနဲ့တည်ကျွမ်းနေဖို့လို့လေဒီခုလို့ရှိတယ်သူနဲ့အတူကိုသွားနေရင်ဘုရားကဘာမှမကြားတဲ့ချိန်လေးရှိတယ်အဲ့ချိန်နဲ့စိတ်ကမကြားဘူးဘာကြောင့်လဲဒီမှာဒီနိုင်ငံမှာ GPS သုံးတဲ့လူတွေရှိတယ်နည်းနည်းလိုက်လို့ထောက်ပြပါဦး GPS ကားမောင်းလို့ GPS သုံးတဲ့လူရှိလား Okay မကားတဲ့မောင်းကြောက်တယ် Okay ဆိုတော့ GPS သုံးကြတယ်ဆိုရင် GPS ကခင်ဗျားလမ်းတစ်ဖြောင်းကြီးတောက်လျှောက်သွားနေလမ်းပွင့်စရာဘာမှမရှိဘူးဆိုရင် GPS ကဘာပြောလဲဟာပြောလေဒီ highway လမ်းပေါ်မှာပဲကွာ4နာရီလောက်မောင်းရတဲ့လမ်းပေါ်မှာဒီတိုင်းပဲမောင်းနေ GPS ကဘာပြောလဲဘာပြောအဲ့လိုမပြောတဲ့အတွက်ကြောင့်ဘုရားနောက်စကားပြော one is ရမလို့ you are on the right track
တရားလမ်းမှာရှိနေတာ hallelujah ဒီလမ်းမှာရှိလို့ဘာမှကြားတော့ဝမ်းမနေနဲ့ you are on the right track hallelujah ဘုရားကပြောလမ်းမှာတင်တာပြီတော့ဒီလမ်းမှာနေတာဘာပြောရမှာတကယ်အရှိမနောက်နှစ်ဖာလုံးလောက်ပါလမ်းွယ်ရှိတယ်အဲ့ကြိုင်ညာဘက်ကိုရမယ်ဆိုရင်လာပြီးအဲ့ဒီ GPS ညင်ညင်မနေဘူးနောက်တစ်ပိုင်းလောက်မှကိုရရမယ်ဆို after 1 mile you have to take a turn right please I mean British so you have to take a turn right please လာတယ်ကိုရီးယားဆိုအညာစီယောညာစီယောညာ我今那个这个 main decision 查到没你样မျိုး business လုပ်ရတော့မယ်နေရာမျိုးသူများနဲ့တွဲတော့မယ်နေရာမျိုးကိုယ်ကတိတ်နဲ့တန်းနဲ့ချပတ်စံထဲရတော့မယ်နေရာမျိုးရောက်လာပြီဆိုရင်တော့ you need a direction from God amen ဒီဘုရားရဲ့ direction တွေလိုအပ်လာပြီအဲ့ချိန်မှာကိုတော့ညာဘက်ကိုရမှာလားဘယ်ဘက်ကိုရမှာလားအရှိကိုသွားမှာလားဒီလူနဲ့ပေါင်းရမှာလားမပေါင်းအောင်လားပေါင်းရင်တော့နောက်ပဲပြန်လှည့်ရမှာလားဘုရားကရှင်းလင်းစွာပြောပြတယ်ဟဲ့ဆက်ပြီးတော့မနေနဲ့မမပြီးပြန်ဆိုပြန်တပြားမှမရှိနဲ့ပြန်ဟိုမှာဘုရားအထုံးနဲ့စောင့်ရတဲ့ခွင့်ဘုရားပြင်ဆင်ပေးတယ်အေးအတားမကြမဲ့တော့မပြန်နဲ့ဟဲ့ငါပြီးတော့မှနမ်းမအောင်မစားတဲ့ဘဝရောက်သွားတယ်အရေးကြီးတယ်မကြီးကိုမောင်မလို့အေးမကတာကြောင့်တကိုးတော်ကဘာလို့တွေ့လဲဟုတ်တယ်ဂျာလာကိုနဲ့ပတ်သက်ဆက်ဆိုင်တော့သူတွေအတွက်မကြောက်ပြတော့ယောသကပေါ်တီဖိုင်ရောက်သွားတဲ့အခါမှာလို့တည်းမအောင်ငင်းလားအောင်ငင်းချင်းခွင့်ရတာကဖရားရဲ့တကိုးတော်ဒါပေမဲ့အဲ့ဒီလုံးသမျှမှာအောင်ငင်းပွဲအတွက်အတွေးခေါ်ရညံနေလောက်ရမယ်အရာခတ်သိမ်းကိုပညာဉာဏ်နဲ့လုံနိုင်ဖို့အဲ့ဒီပညာတွေဘယ်ရလာလဲဘုရားသခင်ရဲ့ဘုန်းတော်အားဖြင့်ကျွန်တော်ရတာ hallelujah oh lord jesus မကြီးကျွန်တော်ပြောပြမယ်ဘုရားရဲ့တကိုးတော်လူကိုပြောင်းလဲသွားစေတာအဲ့ဒီပြောင်းလဲတာအထက်ကနေ message ကိုရနိုင်ဖို့အတွက်ကဘုန်းလိုအပ်တဲ့ကျွန်တော်ကိုယ်တိုင်ပြောင်းလဲစေတာပါလေကျွန်တော်ကြောက်လားဘသူကြောက်လဲအေးဖရားရဲ့ message ကိုလူတွေစီပို့နိုင်ဖို့ရတော့ကိုကဘာရှိထားဖို့လို့လဲနေတာရဖရားရဲ့ဘုံနဲ့အစပ်ရှိထားဖို့ဖြစ်ဖို့လို့လဲတော့ဘာမှညီကိုမောင်မတော်အမပေါင်းရင်လည်းတက်ခါနာတော့ဒီကိုရဒီမှာလာပြီသူဖရားနဲ့ဆက်ရှိတာဣဇနီယူစေချေတယ်တနေ့ချင်းပဲအစာတရားပေါ်ဒီကိုရတော့ဝါဖခင်ကလှုပ်ခိုင်းအစာခေါင်းပါနေတဲ့ကာလမှာပွားများစေတဲ့အမှုကိုဖြစ်စေတာဖခင်ရဲ့တကူတော်အစာတရားအတိကိုတီးစေတာဖခင်ရဲ့တကူတော်ဒါပေမဲ့ဣဇက်မှာပါရှိတယ်ဖခင်ရဲ့ဘုံရှိတယ်ဖခင်ရဲ့ဘုံရှိတဲ့သူကနင်းနဲ့မြေနဲ့မှာဖြစ်တယ်ဖခင်ရဲ့တကူတော်အလုံးလုံးသွားလို့ရတယ်ဟာလေလုယာဆိုတင်လို့အပ်တာပါလေဘုံတင်လို့ရင်အောင်မြင်မှုရအောင်ဖြစ်စေတာပါလေတကူဟာလေလုယာတော့ဘောလာရှင်းတဲ့တိဖို့လို့အဲ့ဒါတကူတော်ကိုနဲ့ဆိုင်တာဖခင်နဲ့ဆိုင်တာကိုနဲ့ဆိုင်တော့ရကိုလုံးဖခင်နဲ့ဆိုင်တဲ့အရာဖခင်လို့သွားနိုင်တယ်ကိုလုံးရမယ့်အလုပ်ကဖခင်နဲ့များများမိတ်ကဟာယာဖွဲဟေးတင်အောင်မြင်ခြင်းလားကျွန်တော်ပြောမယ်အချက်၃ချက်နံပါတ်1ဆူတောင်းခြင်းနံပါတ်2ဆူတောင်းခြင်းနံပါတ်3ဆူတောင်းခြင်းဒါပဲရှင်းရှင်းလေးဘာမှရှောက်မနေဘူးဆူတောင်းသဘောပေါက်လားသဘောပေါက်ကြလား good အစာဣဇက်ဒီမျိုးစေ့ကျတဲ့နှစ်ချင်းနဲ့အစာပြန်တော့ဒီကိုရတယ်။ထာဝရဘုရားဒီသူ့ကိုကောင်းချီးဒါကြောင့်မထားညီကိုမောင်ပါလို့ရေးချီတယ်။ယောဘဝတ္ထုခန်းကြီး20နဲ့21ပါ
ဟုတ်ပြီပြပါဘုရားသခင်နဲ့အကျွမ်းဝင်၍ထို့သောဒလာကြီးကိုအောင်ပါတော့ထို့သောပြင်ပါပြောမယ်အင်္ဂလိပ်လိုဖတ်ပါအောင်သမီးအဲ့တော့ရှိတယ်ဖတ်ပါရှာလို့ခက်တဲ့ဘိတ်ကျွေးလိုက်ကျွေးလိုက်ပြီးသွားပြီဟုတ်လေသမီးရလာသမီးအဲ့ဒါချင်းလားချင်းစားဦးလားအင်းသမီးခက်တဲ့သမီးဟုတ်တယ်သမီးစားလာရှိတယ်ယောပါဟုတ်ပြီလက်စနေကဘာပြောကိစ္စတော့မရှိတွေ့ပြီလားOh, Sunday. Ah. Come on. Yeah, I like that verse. Hold on, can I be wrong? Oh, sorry. You tell me. Submit to God. ဘုရားလည်းအကျွမ်းဝင်လို့ပုံမှန်စကားသုံးတယ်အင်္ဂလိပ်လိုပါတယ်Submit to God. Maybe that down and chain. Do look one chain. Submit to God and be at peace with Him. Oh, Piakin and you as well. In this way, prosperity will come to you. Prosperity. Wow. Prosperity is right. စီးစိမ်တစ်ခုပဲမဟုတ်ကောင်းကြီးပါတယ်စီးစိမ်ပါတယ်ဂုဏ်တွေပါတယ်အသက်ပါလာတယ် This is a prosperity rich ဆိုတဲ့စကားပတ်စံအမောက်လုံလောက်အောင်ရှိတာ rich prosperity ဆိုတာကွာတယ်ကျွေးဝကုန်လုံးပြည့်စုံခြင်းအဲ့ဒါ prosperity ဒါကြောင့်ဘုရားနဲ့မိသားဖွဲ့တဲ့အခါမှာဘုရားနဲ့များဆုတောင်းလို့ဘာလို့ဆိုရင်ဘုရားနဲ့ကြွဝင်မိသားဖွဲ့ဘုသူပြုမှာကောင်းစားခြင်းရောက်တယ်ဆိုတော့ဘုရားနဲ့အကျွမ်းဝင်မိသားရဖွဲ့ကောင်းစားမယ်ဆိုတော့ဆုတောင်းရုံနဲ့ဟိုရွှေလူကြီးကြလာလားဆုတောင်းတနေ့ဆုတောင်း no ဆုတောင်းတဲ့အခါမှာဆုတောင်းနေတဲ့ဘုရားရဲ့ဘုံဘုရားအတူရှိခြင်းဘုရားရဲ့ဘုံစင်လာတဲ့အခါမှာဘုရားအတူရှိခြင်းတို့တည်လာတယ်မဟုတ်လားဘုရားအတူရှိခြင်းတို့ဘာလို့စင်တယ်ပြောဘုရားကတို့နာမရှိတဲ့အချိန်မှာဘုရားကတို့ instruction ပေးတယ်ဒီဘာလို့လဲပါတာရှင်းနေတယ်ကျွန်တော်2006နဲ့ပမာပြီးပြန်ဖို့ဆူတောင်းတာ။ဘာလို့1995နဲ့ကျွန်တော်ပမာပြီးထွက်သွားလိမ့်။2006နဲ့ပမာပြီးပြန်ဖို့ဆူတောင်းတယ်။ဘုရားက no ကျွန်တော်ပတ်စရှိတယ်မပြန်ခိုင်းဘူး။2009နဲ့ no 2008 no 2009 no 2010 no ဟာဘုရားကပြန်ခိုင်းလို့လား2010နဲ့မှပြန်ခိုင်းတယ်။အဲ့ဒီအစားဒီနေ့ဒီမြန်မာပြည်တောက်ရှောက်တယ်ထားလို့ဖြစ်လာတယ်ကျွန်တော်ခုမြန်မာပြည်ခွေးတွေတော်တော်များများဘဝရဲ့အတိတ်ပဲဆိုရခွေးရမြန်မာပြည်တိုင်းတာခရီးရန်တွေပဲကြည့်တော့လာမဟုတ်ဒီနေ့ကျွန်တော်နေဝဲမှာကျွန်တော်ထိုင်ဆောင်နေတယ်ရှားတယ်ရှောက်ကျွန်တွေ့ဘူးလေအဲ့ကြောင့်လာလို့ဆက်တာတော့ရှားတယ်ဆက်ခွေကျွန်တော်တွေ့โอเคလို့ကျွန်တော်မတရားဝဲရှိတယ်မလားဟာဆရာကျွန်တော်ခရီးရမလို့ဆရာဟာမြတ်ပါကျွန်တော်ဘုရားဘာသာပါတယ်ဒီဆက်ခွေတွေကျွန်တော်ကြည့်တယ်ကျွန်တော်သိတယ်ကိုလည်းပြောတယ်မသိလို့ပြတယ်သိလာပါတယ်ကျွန်တော်လည်းဟောကျွန်တော်ဘာသိလာလဲဆိုတော့ကျွန်တော်များCEO message တွေရောက်နေပြီဘဝရဲ့အိမ်ပဲဆိုတဲ့ကိုမျိုးကြီးနဲ့ကျွန်တော်နဲ့နေရောက်ကိုမျိုးချက်ချင်းဆိုတဲ့ကျွန်တော်တရားဟောတာလေကျွန်တော်ပေါ့တယ်
လူတွေကြီးကြီး Soဘာပြောချင်တာလဲ the right time the right place the right people the right message လူတွေပြောင်းနေတယ်လူတွေပြောင်းနေတယ်ကျွန်တော်မသိဘူးလူတွေစိတ်ကမပြောင်းနေတယ်ကျွန်တော်လူတွေသိတယ်ဆိုတာဟိုကျွန်တော်လိုက်ဖြတ်တာဘာမှမရှိကျွန်တော်ပြောဖြတ်တယ်မှာကျွန်တော်မရှိဘာသူမှမဖြတ်ဘူးတခုပဲကျွန်တော်ပြောတာတခုပဲရှိတယ်ဖြတ်ကြမလို့သူတို့ခွာရရင်ဖះအလုပ်လုပ်ရင်ကိုလှုပ်ရှားမလို့ကိုအလုပ်လုပ်ရင်ဖះမလုပ်ဘူးဆိုဖះပဲဆက်လုပ်ပါစေလူတယောက်ကတရားဟောဝင်နားထောင်တယ်သူကပြောင်းလဲတယ်သူများပြန်ပေးနားထောင်တယ်သူကပြောင်းလဲတယ်သူများပြန်ပေးနားထောင်တယ်သူကပြောင်းလဲတယ်သူများပြန်ပေးနားထောင်တယ်အဲ့လိုနဲ့စိတ်ကပြောင်းလဲကြတာဂျေမီဆိုလဲအဲ့တိုင်းပဲဂျေမီရဲ့အမအရင်ပြောင်းလဲတာဂျေမီရဲ့အမမီရှယ်ကအရင်တရားဟောဝင်နားထောင်ပြောင်းလဲတာဒါနဲ့ဂျေမီကိုအကြီးကျယ်ပေါ့တော့တရားချတော့ဂျေမီလည်းစိတ်ညစ်ညစ်နေပြောရဆရာဘလို့ဆရာပြောလဲကွာဆိုလာကြည့်တာလာကြည့်နေသူကငိုတော့ပြန်သွားတယ်ပြီးတော့မှသူစားတော့ပြောင်းလဲလာတယ်အဲသူ့ရဲ့တက်တောင်ကြည့်တော့အခုသူ့ရဲ့အပေါင်းဖော်တွေကပြန်ပြီးတရားဟောပွဲပြန်လိုက်လာတယ်စက္ကန့်တဲ့နေ့မှာအကုန်လုံးထွက်တော့စက္ကန့်တယ်အကုန်ကြည့်တော့လူတွေကတောင်းနေပဲရိုက်တာဟာဒါဟိုလူလေးဒါဒီလူလေးဒါနာမည်ကြီးတွေပါလာတာပြောချင်တာအဲဒါသူတို့တွေခရစ်ယာန်မဟုတ်ဘူးနော်ဖះပဲလုံးလားပြောချင်တာသူကသွားဆိုတဲ့အချိန်မှာသွားသူကလှုပ်ဆိုတဲ့အချိန်မှာလှုပ်သူကပြောဆိုတဲ့စကားပြောအဲ့ဒီအချိန်မှာဘာဖြစ်လဲဖះကအလုံးလုံးလို့မရဘူးလားရတယ်စိတ်အားကြီးလိုက်လို့မရဘူးငါဘုရားတော့လုပ်မယ်ကွာငါဝေစားတောင်းမှထုံးမယ်ငါဝေမယ် no ကိုယ်စီစဉ်နေမလုပ်နဲ့ဘုရားကဝေစားဝေခိုင်းလားဘုရားတကယ်မေးကိုအဲ့ဒီမျိုးမှာတရားဟောခိုင်းလားဟောခိုင်းကောမောခိုင်းခေါ်နေဘုရားက instruction ကိုအတဲ့တစိမ့်ကြောသွားလို့ဒီကိုဘောတော့ဘုရားရဲ့ instruction ကိုလိုက်ရတာဘုရားသခင်မျက်မှောက်တော်ထဲမှာရတယ်။ဘုရားသူရှိခြင်းကကိုသူဣဆွေဘုရားမျက်မှောက်တော်တည်ဆောင်လာပေးတာပါလေ။ဘုရားရဲ့ဘုံဘုရားရဲ့ဘုံအဲ့ဒီဘုရားရဲ့ဘုံကိုသူကရတာလေ။ဘုရားနဲ့များအချိန်ပေးတဲ့သူဘုရားနဲ့မိတ္တဟာယဖွဲ့တဲ့လူကဘုရားရဲ့ဘုံအဲ့ဒီဘုရားရဲ့ဘုံကစီဝိုင်းတမန်မှလည်းလို့လေ။ Hello အမှုတော်ဆောင်ပါလေလို့တယ်တေယုဆရာမလည်းလို့တယ်အေဝီလီဆရာမလည်းလို့တယ်ဘယ်လိုမှလည်းရှိသေးတယ်နတ်စမမလည်းဆရာဝေမလည်းလို့တယ်ကျွန်တော်700 club အမေရိကန်မှာဆရာအမှုတော်ဆောင်ဆရာတယောက်sorry ဆရာဝေတယောက်လူနာက heart attack နဲ့ဆေးရုံမှာရောက်ချင်းနဲ့တည်သွားပြီတည်သွားတော့ तू ကဘာလုပ်ရလဲလို့လဲဆိုတော့ तू ကတည်တန်းစာရေးရတယ်ဘာလို့လဲdeath certificate တည်တန်းစာမှာပါလေဟမ်ဘုံတည်တန်းစာဘာတည်လက်မှတ်ဘာ death certificate ဘုံတည်သွားပြီဆိုတော့ approve လုပ်တယ်လေ death certificate ကိုဘာလို့ဆိုဘလို့လဲဆို death certificate နဲ့ account very good တည်စရင်မလို့ဘလို့လဲလို့ဆို death certificate ပြောတယ်သိချစ်စရာကောင်းလားအဲ့ဒီဘောတော့ဒါလည်းကောင်းတော့ဘာတခါလေးဘာမှလောကဘိုက်ခွေးထားတာရှိတယ်အင်္ဂလိပ်စကားကလားစကားတွေလေဒီနေ့ပိုင်းချက်တဲ့အာလူဆိုတာကဗမာစကားပေါ့အာလူစကလားပလာတာနဲ့အာလူနဲ့စားလိုက်ဟုတ်တာပဲကလားတည်တယ်ဟဲ့ဒီပလာတာနဲ့အာလူစားတာလားတဲ့ကလားဗမာစကားနားမလဲတော့ပလာတာဆိုသူတို့စကားအာလူဆိုသူတို့စကားသူတို့တည်တယ်စမိုးစာသူတို့စကားအကောဘယ်လိုလဲတော့ okay လားတဲ့ okay လားဆိုတာဘာမှစကားလား okay လား okay တယ် okay လားဘာမှလို့ဘယ်လိုပြောမလဲအဆင်ပြေလားပေါ့ဟုတ်လားအဆင်ပြေလားပေါ့ဒါပေမဲ့အဆင်ပြေလားဆိုမေးတာရှားတယ်လေ okay တယ်တဲ့ဘယ်အဆင်ပြေလားမင်းတို့ okay တယ်တဲ့ကြောက်ရှင်းလိုက်တာရေးလိုက် death certificate ပေးလိုက်တယ် death certificate ပေးလိုက်ပေါ့အဲ့ death certificate သူယူလို့သူတေးလို့ဆိုတော့ပြောပြထွက်တာ तू ကဖျားနဲ့အရာမိတ်တာဖွဲ့တယ် तू ကတစ်ဖက်ကမှုလို့ဆောင်နေတယ်တစ်ဖက်ကဆရာဝန်လုပ်နေတယ်တစ်ဖက်ကမှုလို့ဆောင်ပြန်ပြန်ထွက်ကပောင်းဖျားတဲ့ကသူစကားပြောတယ်ဘာကြောင့်သူဖျားစကားပြောလို့ရလဲအဲ့ဒါဘာကြီး
ရှမွေလာတိဟောဆရာလည်းဗျာရှမွေလာတော့မသိပဲနေမလားမပြောဘူးတပည့်ပဲရှိတယ်ရှမွေလာတော့ကျွန်တော်ငယ်တဲ့တည်းချင်းမဆုံးပြတော့ရှမွေလာဒီဘွားမအမေတာတိုင်းပါလားโอเคရှမွေလာရှမွေလာမွေးလာတဲ့အချိန်မှာဣဒလာပြီးမှဘုရားရဲ့စကားအင်မတန်နေသွားပြီအခုချိန်ကိုနေသွားပြီအေလီစီမလည်းဘုရားတန်ရှိတော့သူတားလေးစီမလည်းဘုရားတန်ရှိတော့အဲ့ဒီအချိန်မှာအေလီကိုကြောက်လို့ဘုရားဘသူစကားမပြောလဲအော်ကလေးလေးကိုသွားပြောတယ်ရှမွေလာအဘကျွန်တော်ရှိပါတယ်အဘငါမခေါ်နေတယ်နေပြန်အိတ်သူဘုရားသူ့ကိုဘုရားခေါ်လာသူဘုရားတောင်းချာတတိကိုတင်းကိုဘုရားခေါ်နေတယ်ဘုရားတောင်းတင်းချာတတဲ့ချင်းရှိရနော်အဲ့ချိန်မှာတင်းဟာဘုရားခေါ်လာတယ်ပဲအဘကျွန်တော်ရှိပါတယ်ဘယ်ဘာကိုခေါ်မလို့တို့နေတယ်အဖကျွန်တော်ရှိအနေမခေါ်ဘူးလေအဲ့ရှောဝေလာအဖကျွန်တော်ရှိနေမခေါ်ဘူးပြန်အေးဒါပေမဲ့နောက်တစ်ချိန်နေမခေါ်တယ်ပြောလိုက်ကျွန်တော်ရှိပါတယ်ပြောအေလီကောင်းတည်သွားပြီအေလီဖျားအတန်ကြားဘူးလားကြားဘူးလေဒါကြောင့်တည်ဒါပေမဲ့စိတ်မကောင်းစရာကသူ့ကိုဖျားစကားပြောတော့ဘာကြောင့်လဲငါမင်းတို့ထက်ဆဲစားဟိုတော့မှုလို့ဆောင်ခဲ့တဲ့ကောင်ဝါလို့ဝါကြွားလို့မရဘူးသက်ဆုံးထိတိုင်အောင်မိဘဟာရပြတ်လို့မရဘူးလို့ဆောင်ပါဒီနေ့ငါဘယ်ရောက်လဲအောင်နေကွာဒီလိုနေလို့မရအောင်နောက်တစ်နေ့ဖျားခဲ့ရှိမှပြန်ထူထောင်နေရတယ်ဒီနေ့အောင်နေတော့နေလို့မရအောင်နောက်တစ်နေ့ဖျားရှိမှထူထောင်နေရစင်လိုက်ပါ we have to kneel down and pray before God we have to fellowship with God every single day we have to pray all the time we need to fellowship with God ကျွန်တော်ရဲ့ဘိတ်တွေကအဲ့ဒီလာတာတကူဆိုဖျားရဲ့ဘိတ်တွေအဲ့ဒီဘိတ်တွေမရှိဘဲနဲ့ဘုလို့ဆောင်မရဘူးဘိတ်တွေဆိုဖျားရဲ့ဘုံဆိုဖျားရဲ့ဘိတ်တွေဆိုဘုံဆိုဘိတ်တွေဘုံနဲ့ဘိတ်တွေတော့ခွဲနေတဲ့ခွဲရရှိနေတယ်ဒါကြောင့်စကားတွေကပြောတာဝင်းမြန်မာတော်မြန်မာတော်ဘာမှမသိမြန်မာတော်လည်းမသိမြန်မာတော်ရှာတော့လည်းတွေ့ဘူးတဲ့ရှိတော့ပါကိုကွယ်စိတ်ကမရှိလားရှိတယ်ချိုးပဲရှိတယ်ချိုးဆိုလည်းရှိတာပေါ့ချိုးပဲရှိတယ်ချိုးရှိပါလေဘိုးရရှိတယ်Open the eyes of my heart, Lord Jawla. Open the eyes of my heart, I want to see you. Open the eyes of my heart, Lord. Open the eyes. Open the eyes. Open the eyes of my heart. Open the eyes of my heart. Open the eyes. Why do it? Open the eyes of my heart. Why do you down? You know, and you open it, open. I want to see you. You got you. I want to see you. I pulled that thing at you. I should have reached out. I should have learned that. I want to know. No. We need the presence of God. I am your motto. Wow. I am your motto. Aji, I am the leader. She is the leader. Ji, Asadia don't deal with it. Do the G why? Lo season G time. Don't tell you. See
ပွားဥစ္စာများပြားစွာဖြစ်နေဒိုးစုနွားစုများကြုံများရဲ့ပြည့်စုံပြောပိုင်းတို့ကြောင့်ဖိလိတိလူတို့သူ့ကိုညှို့စုကြ၏အဘအာဗြဟံလက်ထက်နဲ့အဘ၏ကျိုးတို့တူသောရေလေးရှိတဲ့ရေနဲ့ပို့ကြကြည်ဖျားဘုံပါလာပြီဖျားအသုံးပြုလာပြီဖျားကောင်းကြီးပေးလာပြီဆိုတော့မှတ်ထားကြည့်ဘုံတော်မှာလေမနာလိုတဲ့လူတွေပေါ်လာတယ်စိတ်ချမနာလိုလို့တင်ကိုရှင်းပြမယ်လို့တေချာနားထောင်ပြပါโอเคတင်ဖျားနဲ့သွားတော့တင်ဖျားဘုံကြောင့်ဖျားရဲ့တကူတော်ခံစားတယ်ဖျားရဲ့ဘုံကြောင့်ဘာခံစားမလဲဖျားရဲ့တကူတော်ခံစားလို့တင်ကောင်းကြီးမင်္ဂလာဖြစ်လာဘယ်လောက်ထိကောင်းကြီးပေးလဲဖျားကသူများမနာလိုတဲ့အထိကောင်းကြီးပေးတယ်ပြောသူများမနာဖျားကောင်းကြီးပေးရင်ဘယ်လောက်ထိကောင်းကြီးပေးလဲနောက်ပိုင်းဘယ်လောက်ထိတောင်မနာလို့လဲသိလားနေမောင်နှမတွေကစာမနာလို့လားဖြစ်လာလေကိုမောင်နှမအချင်းချင်းတောင်မှကိုယ်ပြန်မနာလို့လားဖြစ်လာလိမ့်မယ်အဲ့ဒီချင်းကြီးရောက်လာဘာမလုပ်လဲဘာမလုပ်ပါနဲ့သူတို့မှဒါလေးပဲပြင်တတ်တယ်သူကဟောမှပြင်တတ်တယ်ဆိုဘာလို့လဲဆိုဒီကောင်ကတော့အောင်မြင်နေတာဖះเจ้าအောင်မြင်တယ်ဆိုတာလူတွေကမမြင်တတ်ဘူးပဲချင်းဘာကြောင့်အောင်မြင်လဲဆိုတော့ဒီကောင်ပါလေရည်ရွယ်ရှိလို့အောင်မြင်တာပါပြောချင်တာပါလေဒီကောင်ပါလေဒီကောင်အောင်မြင်တယ်ဆိုတာလေသူ့ဘေးနားမှာရှိတယ်ဟိုအကောင်တစ်ကောင်ကြောင့်အောင်မြင်တာပါလေတွားလို့ငါတို့အဲ့ဒီအကောင်တော့ပြောလိုက်မယ်နော်ဒီကောင်မဟုတ်ပါဘူးတော့ပြောလိုက်ရင်ဒီကောင်ပိတ်သွားပြီတွားလို့တော့ပြောတယ်အန်ကလေးအန်ကကူခွင့်ရတဲ့ပေးနေမှာတော့တိတ်ကောင်းတော့တိလာပါတယ်တော့ပြောလိုက်ဟုတ်လားဟိုကနေရုံတော့ဘာလို့လဲဘုမပြောပြတာတော့ဘာလို့လဲအင်းနဲ့ဆက်လို့တော့အဲ့လိုဖြစ်သွားရင်ကိုအောင်မြင်နေတဲ့အချိန်မှာကိုစီးပွားလာဖြတ်တဲ့လူရှိကိုအောင်မြင်တဲ့အချိန်ကိုကတုံးကတိုက်လုပ်တဲ့သူတွေအတွက်ခင်ဗျာဘာမှစိတ်မဆိုးနဲ့နည်းနည်းအောင်မြင်တော့သူတို့မနာလို့ဖြစ်တာလေအဲ့ဒီမနာလို့ဖြစ်တာကောင်းတယ်များများအောင်မြင်ဖို့ဖြစ်လာစေတယ်မလားနည်းနည်းအောင်မြင်ရင်သူများမနာလို့ဖြစ်တယ်အများကြီးအောင်မြင်သွားရင်မနာလို့တဲ့လူကကိုယ်ပြန်ပြီးအားကြလာတယ်ဟာလေလုယာဟာလေလုယာဘုံမင်္ဂလာရှိတယ်နော်မင်္ဂလာရှိတယ်မင်္ဂလာရှိတယ်ဆိုတော့ဣဇာကရေရလာလို့သွားလည်းရမဖြစ်ပါနဲ့သွားလည်းဘာမှပြောပါနဲ့ငါတို့နောက်တနေ့အောင်ကြရအောင်မှတ်ထားဘယ်လူဘယ်ဥစ္စာနဲ့မှမဆိုင်ကောင်းကြီးမင်္ဂလာဆိုတာကိုရှိတဲ့နောက်ကိုလိုက်နေတာဖြစ်တယ်ကောင်းကြီးမင်္ဂလာနောက်ကိုလိုက်တာမဟုတ်ဘူးကောင်းကြီးကကိုနောက်လိုက်နေတဲ့တတ်တာပဲဖြစ်ရမယ်ဟာလေလုယာမှတ်ထားဖခင်ဘုန်းပါလာရင်ကောင်းကြီးနောက်ကိုလိုက်ဆရာမလို့ကောင်းကြီးကကိုနောက်ကိုဒီလိုအမိလေးတနာလာနဲ့လိုက်တာမှတ်ထားပြောလိုက်ဒီနေ့ဝန်ခံပြတရားကောင်းကြီးနောက်လိုက်တဲ့သူလားကောင်းကြီးကသိတော့လိုက်တော့သူလားပြောကောင်းကြီးကတင်းနောက်လိုက်နေတယ်တော့လို့ပြောလိုက်ပါပြောလိုက်ပါဝန်ခံပါကောင်းကြီးကတင်းနောက်လိုက်တဲ့တာပဲဖြစ်ရမယ်ဟာလေလုယာဘုံဘုံခဏလို့ပြောတာကွာတတ်မပေါ့ကောင်းကြီးကနေလည်းလိုက်တော့ဒီချင်းနဲ့ဝန်ခံရကောင်းကြီးကတင်းနောက်လိုက်လာလိမ့်မယ်ပြောလိုက်ပါဟာလေလုယာကျမ်းမာခြင်းတင်းလောက်လိုက်လာလိမ့်မယ်အောင်မြင်ခြင်းတင်းလောက်လိုက်လာလိမ့်မယ်ကြွယ်ဝခြင်းတင်းလောက်လိုက်လာလိမ့်မယ်ဟောဝိညာဉ်ခြင်းတင်းလောက်လိုက်လာလိမ့်မယ်နောက်ဆုံးမိမမရှိတဲ့လူမျိုးတွေအနောက်ကနေလိုက်လာလိမ့်မယ်ဟာလေလုယာဟောအသက်ကြီးပြီးဆိုပြီးတော့အပြိုကြီးလောကစိတ်မကောင်းဖြစ်နေလူမျိုးကြီးတဲ့နောက်ကနေလိုက်လာလိမ့်မယ်ဟာလေလုယာဘုရားရှင်နာမဘုန်းကြီးပါစေလက်ကိုကြည့်လိုက်ဘုရားရှင်နာမကျွန်တော်ကောင်းကြီးပေးရမရေထွက်တယ်သူများလာဖို့တယ်တနေရာထပ်သွားတယ်ရေတဲ့ထပ်တူတယ်ရေပြန်ထွက်တယ်သူများလာဖို့တယ်အမရဖြစ်ပါသူတို့မသိတာသူတို့ဘယ်လောက်ဖို့လဲသူတို့ဘယ်လောက်ပိတ်တယ်လဲအဲ့လိုလေငါပွင့်တော်ကဘူးမပိတ်နာငါပိတ်တော်ကဘူးမပိတ်နာအေးဆိုဦးရောရှိပါစီမကိုရှိပါနေပေါ့ကိုရော
ဘောက်ချက်ကိုင်း16အငယ်15မှာစနေလောနဲ့စာချီကမှဣဇက်ဒီမျိုးစေ့ချေရနှစ်တနည်းချင်းနဲ့အစတရားတော်ဒီကိုရတယ်ထာပြတ်တို့ကောင်းချီးပေးတဲ့ဥစ္စာပစ္စည်းအလုံးစီးစိမ်ဥစ္စာလုံးတိုးတက်ချီးပွားတယ်အဲဒီခါမှာဖိလိလူရတို့ညူစုကြတယ်ထိုအခါမှာဖိလိမင်းကြီးဖြစ်တယ်အဘိမလတ်မင်းကဣဇက်စီကိုလာတယ်အလာပြောလဲဆိုဣဇက်အဘိမလတ်မင်းကတင်းတင်းငါတို့ထက်တကိုကြီးကြည်ဘယင်ကလာဘရအဲ့လာတဲ့ခိုးတယ်ကိုပြည်ကိုအဲ့တဲ့အဖြစ်ရောက်လာတယ်ဣဇက်ကိုဘယ်လိုပြောလဲဆိုတော့တရားငါတတ်တကိုကြီးတယ်ဘယင်ကပြန်ပြောပါပြီအားကြောင့်လဲဘုရားသခင်သူ့ဘက်မှာရှိတယ်ဘုရားရဲ့ဘုန်းကဣဇက်မှာရှိတယ်အဲ့ဒါကိုဘယ်သူမြင်လာလဲဘယင်ကမြင်လာတယ်မြင်လာကမှကြောက်လာတယ်ကြောက်လာတဲ့ခါမှာဣဇက်ကိုသူ့ပြည်ကနေမောင်းထုတ်လိုက်တယ်ငါတို့ထပ်မှထွက်သွားလို့ဣဇက်ကိုအမိန့်ရှိတော့ကြောင့်ဣဇက်ကြီးထိုးပြီးမှထွက်သွားတယ်တိကိုသူများဘလို့ပဲကြောက်တော့ဘလို့ပဲတိတ်ကိုပြခါခါနင်းနေနာနာလုံသွားပါစေထွက်သွားဘာလို့ပြောရင်လဲအကောင်းဆုံးနေရာကနေဒီထွက်သွားပေးလိုက်ပါထွက်သွားပေးလိုက်ပါဣဇက်ဒီထိုမျိုးမှထွက်သွားပြီဂေရာချိုင်းတဲ့တဲကိုဆောင်ရည်အဲ့ဒီဂေရာချိုင်းကိုရောက်တဲ့အခါမှာဂေရာမျိုးသားတွေသူတို့ထပ်တူတဲ့ရေတွေကိုလာပြီးတော့လူရက်တဲ့အတွက်ကြောင့်သူရေတွေပေးလိုက်ပြန်တယ်နောက်တစ်ပတ်အခြားသောရေတွေကိုတူပြန်ထိုရေတွေကိုလည်းတစ်ပတ်လူချတော့ကြောင့်တိတနာပြီးပြန်ပဲလေပေးလိုက်ပြန်တယ်ထိုရက်မှနေရာပြောင်းရင်အခြားသောရေတွေကိုတိကျထိုရေတွေကပဲသူများမလူရက်တော့ကြောင့်ငါတို့နေစားခွင့်ကိုရခုထောက်ရပြပေးတော်မူတယ်မှတ်ထားပါညီကောင်တော်သူများလူရိုက်ပေးလိုက်သူများလူချေပေးလိုက်ဘာကြောင့်လဲသူတို့ကတလောက်ပဲမြင်တတ်တာတို့ကကောင်းတဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားတို့မြင်တတ်ပြီးသားဖြစ်တယ်ဘယ်တော့မှသူများနဲ့တွားပြီးတော့မှစာတိတဘောနဲ့အခွင့်မပေးကြနဲ့သူတို့ကအတူလေးပဲမြင်တတ်တာတို့ကိုဘုရားသခင်ကအမြင့်ကြီးပြင်ဆင်ထားပြီးသားအဲ့ခါမှာဘာဖြစ်လဲဒီခါမှာဘယ်သူမှမလူရတော့ဆိုတည်တဲ့ခါမှာယေဟောဘုတ်အမိဖြစ်သူရည်တွေကိုပဲနေတယ်တပန်ထိုရမှာဗရရှိမရတဲ့ပြောင်းနေထိုနေညမှာထပ်ပြတဲ့ထင်ရှားရင်ငါဒီသိအပါအာဗြဟံရဲ့ဖခင်ဖြစ်အာဗြဟံရဲ့ဖခင်ပဲပြောတာငါဒီဟလာငါဒီသိပါအာဗြဟံဖခင်ရှိဖြစ်မစိုးရင်ငါဒီသိပါမှာရှိပြောရအောင်မစိုးရင်ငါဒီသိပါမှာရှိဟာလေလုယာရခင်တင်ပါမရှိဟာလေလုယာတင်ပါမရှိတဲ့တတရားပါလေဒီလားတင်ပါမှာဖခင်ရှိငါဒီတင်ပါမရှိငါဒီကောင်းကြီးပေးပြီငါအင်ဂျိုအဗရာကတင်မျိုးလို့ငါများပြစေလို့မေးတော့ထိုရနဲ့ထိုရနဲ့ရှစ်ပလင်ကိုတည်ရထားဖိုင်နာမလို့ပထနာပြုရင်တဲကိုလည်းတိဆောက်ရကျုံလို့ဒီတွေကိုလူကြိုက်ထိုခါဘုရားကသူ့ဘာမှပါတယ်လို့ပြောပြီးနောက်ပိုင်းမှာပြည့်တယ်လားထိုခါအပိမလတ်မင်းကြီးအဆွေတော်အခုဇက်နဲ့ဘိုးချုပ်ရဲ့ဖိပေါ်လာတော့ခေါ်၍ဂေရာမြို့မှာဣဇက်ရှိရာကိုသွား၏ဣဇက်ကလည်းတင်လို့ဒီငါ့ကိုပြင်း၍နှင်ထုတ်ပြီးမှအဘဲကြောင့်လာကြတဲ့လူကိုလေးနဲ့ထိုသူတို့ကထာဝရဘုရားသည်သင်ဘက်မှာရှိတော်မူကြောင်းကိုငါတို့အမှန်သိမြင်သည်ဖြစ်၍ရိုးတဲ့တော့သိတာပေါ့ငါတို့အမှန်သိတယ်ငါတို့အတက်ပြောနိုင်တယ်နင်တို့ဘက်မှာဘုရားရှိကိုမင်းဘက်မှာဘုရားရှိကိုမင်းဘက်မှာဘုရားရှိကိုဣဇက်ပြောစရာမလိုဘူးသူကသိလာတယ်သူ့ကိုမောင်းထုတ်တဲ့လူတွေကသိလာတာဟာလေလုယာဣဇက်ပြောစရာမလိုဣဇက်ဘက်မှာဘုရားသခင်ရှိတယ်ဆိုတော့ဣဇက်ပြောစရာလိုလားအဲ့ဒါဘုံပဲမှတ်ထားပါဣဇက်ဘက်မှာဘုရားရှိကြောင်းကိုဣဇက်ပြောစရာမလိုပဲနဲ့သူများကသိတယ်ဘာကြောင့်လဲဣဇက်ရဲ့အရှိမဘုရားကပွားပေးနေလို့ဖြစ်တယ်ဣဇက်ရဲ့အနောက်မှာဘုရားကဘုံနဲ့လုံခြုံစေလို့ဖြစ်တယ်
ဟာလေလုယာအဲ့ဒါဘုသူမြင်ဆိုအဲ့ဒီလက္ခဏာပါလေဣဇက်ပေါ်မှာဘုရားတူပါတယ်လို့ဣဇက်လုံးတမြမှာအလောက်ပဲလမ်းတွေပိတ်ပိတ်ဣဇက်လုံးတမြမှာဘာဖြစ်လဲကျွန်တော်ပြောမယ်ဒီဘုံမှာကျွန်တော်ရေးရေးပြောရတယ်ကျွန်တော်ဘယ်ပဲသွားကျွန်တော်နဲ့ဘုရားရှင်တူရှိတဲ့အတွက်ကြောင့်ကျွန်တော်ဘလို့လမ်းတွေပဲပိတ်ပိတ်ဘလောက်ပဲပိတ်ပိတ်ဘုရားကလမ်းတွေအများကြီးပြန်ဖွင့်ပေးတယ်ဟာလေလုယာနောက်ဆုံးလောကမှာမပွင့်နိုင်ဘူးဆိုတဲ့လမ်းတွေတော့ယေရှုကိုပြီးတော့ဘာပြောလဲဆိုကိုရောမိုင်းဂျီမာလက်ဆောင်တော့အမေပြီးပါလာခဲ့တော့အမေအဲ့ဒီအမေကအရာခပ်လေးကိုတော့မနိုင်နေဆိုတော့ဒီတော့သူတိုင်းကအောင်မြင်ရသူရဲ့အမေ just one word can change your entire life ကျန်တာတော့လုံးဒီဒီရှိမှဒီမယ်ဒါပေမဲ့တည့်ရတဲ့ကလည်းကျန်တာအချောင်းကိုဒီဆိုတဲ့ကတော့တက်ချင်အဲ့ဒီကျန်တာကတည့်ရတဲ့ကလည်းအတက်ဖြစ်ကိုပြည့်စုံတယ်ဒီနေ့ဒီတော့တာအောင်မြင်ရစကားကြောင့်လည်းမနက်ကတော့မဆိုးရင်မနက်ကတော့မဆိုးရင်ပြောတဲ့စကားကျွန်တော်တက်တာရောအတက်ကျွန်တော်လုံးဝဆွဲလာတယ်ဘယ်စိတ်ခေါ်မှုလဲလားမနက်ပြန်ဒီကြောင်ကြောင်စိတ်ခေါ်ရပါစေမနက်ပြန်မဆိုးရင်ဆိုရင်ဘုရားခရီးပေးထားတော့ကျွန်တော်ဆွေTake this thing home. I'm ready to go. I'm ready to face tomorrow. Why? I got a word. He said, don't worry about tomorrow.ကျွန်တော်လေးစနေရှာနေကျွန်တော်နိုင်ပြီပါစကားလေးကျွန်တော်ကြည့်ရည်ထားတယ် Don't worry about tomorrow. Don't worry about tomorrow. Send your word, Lord. 나는 엄마 별에게 띠는 지신이 땡겨나 이제 얘가 Kita keyboard bantu maknairam lagi itu. Ading cinta tuncang remnya. Kita cukup nak kita. Aduh cuma kan, kamu nak temu itu nanti nongkrong. Kalau nanti lo, cuma nanti lo nanti dia jumpa ni.ဒီတဲ့ဘာလဲချိန်တယ်အများကြီးတိတ်ကုန်တယ်တချောင်းလေးကနေမှတက်တည်တော့မရနိုင်တယ်ဘာမှမသိဘူး Betul, betul. Lo macam tu lah. ဒီကျွန်တော်စက်တိုင်းမှာခေါက်လာပြီးခဲ့တဲ့ဒီဘာလို့ရတယ်လည်းကျွန်မဆွေးနွေးစကားကျွန်တော်ပြောတော့မနေ့က Kecil sama mantukan kecil coba berdana sama cuman kita akan hidup naga. Sebuah kita itu kecil. Sebuah itu nak aja. Sebuah aja. Yang itu hasilnya, jangan tak boleh diisi bawa yang itu orang. Jangan yang terjauh dari yang lain. Tidak yang itu. Jangan sabar, senang. အခါလာခေါ်တဲ့ဒီဒီလေးကျွန်တော်အားဖြင့်တော့မှရှိနေတဲ့တော့နေရာရှိတဲ့တော့ဘာလို့လဲမနက်ဖြန်နေ့တိုင်းတော့ပြန်လာပြီယူရပြီလားဟာလေလုယာလက်ပတ်ဒီလေးကိုတောင်းပြီးယူထားပြီးတဲ့တော့တောင်းပြီးယူထားပြီးဆိုတော့တည်တယ်ပေါ်တော့ရောက်တဲ့ခတ်တယ်တည်တယ်ပေါ်တော့ညီကိုစွာနေနေတယ်တောင်းပြီးထားပြီးဆိုတော့တည်တယ်တော့ညီကိုစွာနေနေမနေ့ကတော့ဒီဆိုရင်ဒီနေ့မှပြန်ပါမှာပါဒီနေ့ရထားတဲ့ကျေးဇူးတွေမှာဒီချိန်တိုင်းပါလက်ပတ်ရဲ့ဘုရားရှင်ကိုတောင်းယူပြီးဆိုစိတ်ချတဲ့ဘုရားတော်မှာဟာလေလုယာအဲတော့ဒီနေ့ကစတော့ကျမ်းစာတွေအများကြီးပြီးတော့မှချိန်တိုင်းပါကျမ်းစာတွေကြောင်းမှာသိစာရဲ့ကြီးပါတက်ဒီကလည်းနောက်တစ်ခုဆွဲခဲ့တော့နောက်စင်တက်လာပါအဲဒီဂတိတော်မှာတက်ဒီကလည်းနောက်စင်တက်လာပါတက်ဒီရတဲ့ဘုရားရှင်ပြင်ဆင်ခဲ့တယ်ဟာလေလုယာ Yes, I will see. No, but I will get it on the